အားလုံးပဲမင်္ဂလာပါညီမတို့လူလဲနဲ့စုံနေပြီဆိုတော့ဒီနေ့ရဲ့ training လေးကိုစလိုက်တော့မယ်နော်ရင်းဆုံးအနေနဲ့ညီမတို့နေ့လုပ်တဲ့ဒီ training လေးကိုချိန်ပေးပြီးတော့ join ပေးတဲ့တယောက်ချင်းစီတိုင်းကိုထူးပဲကျေးဇူးတင်ပါတယ်ညီမနာမည်ကတော့ကတိခိုင်ပါညီမတို့ Infonet Network Solution Company မှာ Pre-sales Engineer အနေနဲ့တာဝန်ယူထားတာလည်းဖြစ်ပါတယ်ညီမတို့ Infonet အနေနဲ့ဆိုလို့ရှိရင်ဒီလာစဉ်လာတိုင်းမှာပေါ့နော်ညီမတို့ဒီ Registry နဲ့ပတ်သက်တဲ့ညီမတို့ဒီ product ပိုင်းတွေ solution ပိုင်းတွေကိုဒါအမြဲတမ်းဒါ share လုပ်ပြီးရရှိရပေါ့နော်ဒီနေ့မှာဆိုလို့ရှိရင်လည်းဒီ RE ရဲ့ solution တစ်ခုကိုညီမတို့ဒါ share လုပ်ပြီးသွားမှာဖြစ်ပါတယ်ညီမတို့ဒီနေ့ရိုင်းလုပ်ပြီးမှခေါင်းစဉ်ရတော့ညီမတို့ဒီ wireless bridge ပေါ့နော် wireless bridge point to point and ဒီ asset point solution ဆိုတဲ့ဒီခေါင်းစဉ်လေးနဲ့ဒါ share လုပ်ပြီးသွားမှာဖြစ်ပါတယ်ဒီကတော့ညီမတို့ဒီနေ့ရဲ့ဒီခေါင်းစဉ်လေးထဲမှာဘယ်လိုအကြောင်းအရာတွေပါအောင်လဲဆိုလို့ရှိရင်ညီမတို့ဒီ point to point ပြည့်တဲ့အချိန်မှာဆိုလို့ရှိရင်ဘလူး model တွေရေးချက်တင်လဲနောက်တစ်ခါကျတော့ညီမတို့ point to point လုပ်တဲ့အခါမှာဘလူးအချက်တွေကိုထည့်ပြီးတော့စဉ်းစားရမလဲနဲ့နောက်တစ်ခုညီမတို့ဒီ point to point project တွေမလုပ်ခင်မှာဘလူးအချက်တွေကိုအရင်ဆုံးလုပ်တင်လဲပေါ့နော်ဒါဒီလိုမျိုးအကြောင်းအရာတွေပါအောင်မှာဖြစ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခါကျတော့ point တွေပြည့်ပြီးသွားတဲ့အခါမှာ internet ဒီ internet ပေါ့နော်ဒီ point ထိက internet ရောက်ပြီးတော့ AP မှာ internet မရောက်တာမျိုးတွေနောက်တစ်ခုညီမတို့ဒီ AP ကိုသုံးလိုက်တဲ့အချိန်မှာဒီ AP ဘက်မှာညီမတို့ဒီportal ပေါ့နော်ဒီကဒီ code portal တွေပေးထားတဲ့ဆိုလို့ရှိရင် portal မကြတဲ့အပိုင်းတွေပေါ့နော်ဒီအပိုင်းတွေကိုညီမတို့ထည့်သွင်းပြီးတော့ဒီနေ့မှာဆိုလို့ရှိရင်ပြောပြပေးသွားမှာဖြစ်တယ်ပေါ့နော်အကယ်၍ portal AB ဘက်မှာ portal မကြခဲ့လို့ရှိရင်ဘယ်လိုအကြောင်းအရာတွေစစ်တင်လဲနဲ့ညီမတို့ဒီဘယ်လိုမျိုးလုပ်လို့ရှိရင်ဒီ AB ဘက်မှာဆိုလို့ရှိရင် AB သုံးတဲ့ဒီ point batch မှာဆိုလို့ရှိရင် portal ကြနိုင်လဲဆိုတဲ့အကြောင်းအရာတွေကိုညီမတို့ဒီနေ့မှာပြောပြပေးသွားမယ်ပေါ့နော်ပြီးရင်ညီမတို့ဒီမှာဖြစ်တတ်တဲ့ညီမတို့ဒီတချို့သော issue လေးတွေကိုလည်းညီမတို့ဒါ demo လေးတွေနဲ့ဒါပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ရဲ့ training လို့ဆိုရင်ဒါအဆုံးထိ join ပေးဖို့အတွက်လည်းမေတ္တာရက်ခံချင်ပါတယ်ငါတို့ဒီ training လေးမစခင်မှာပေါ့နော်ညီမတို့ဒီအတန်းတစ်ချိန်လေးတွေဖြစ်ဖို့အတွက်လည်းမြေတားရခံချင်ပါတယ်ညီမတို့ဒီအတန်းတစ်ချိန်လေးတွေကနေတစ်စင်နောက်ပိုင်းမှာညီမတို့ဒီ offline ပွဲတွေရှိတာမျိုးတွေပြီးရင်ခုလိုမျိုး training လေးတွေလုပ်ဖို့ရှိတဲ့အခါမှာဆိုလို့ရှိရင်ဒီ email လေးတွေကနေတစ်စင်ညီမတို့ဒီ invite link လေးတွေပို့တာမျိုးတွေဒါဖိတ်တာမျိုးတွေပေါ့နော်လုံးမှာဒီလုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ဒီ chain လေးတွေလုပ်ပေးဖို့အတွက်လည်းမြေတားရခံချင်ပါတယ်ညီမတို့ chain လေးတွေဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင် Rachel Cloud application ကနေဝင်ပြီးတော့ဒါလုပ်လို့ရတယ်ပေါ့နော် Rachel Cloud application ကိုဖွင့်လိုက်ပြီးတော့နောက်အပေါ်မှာပေါ့နော် scan ဆိုတာလေးရှိရ scan ဆိုတာလေးကိုထောက်ပြီးတော့အခုပြထားတဲ့ QR code ကို scan ဖတ်ပြီးတော့ညီမတို့ဒီ attended chain လေးတွေလုပ်လို့ရတယ်ပေါ့နော်အကယ်၍ဒီမှာဒီ scan ဖတ်ဖို့အတွက်ခက်ခဲရှိတယ်ဆိုလို့ရှိရင်ညီမတို့ဒီ zone ရဲ့ဒီ chat box မှာဆိုလို့ရှိရင်ဒီ chain link လေးပို့ပေးမယ်ပေါ့နော်အဲ့ link လေးမှာဆိုလို့ရှိရင်လိုအပ်တဲ့ information လေးတွေဖြည့်ပြီးတော့လည်းဒါ chain လေးတွေလုပ်လို့ရတယ်ပေါ့နော်ဒါကြောင့်ညီမတို့ဒီchannel လေးတွေလုပ်ပေးဖို့အတွက်လည်းမေတ္တာရက်ခံချင်ပါတယ်အဓိကညီမတို့ဒီ Rachel Cloud အကနေလည်းလုပ်လို့ရတယ်ဒါမှမဟုတ် link ကနေဝင်လုပ်မယ်ဆိုလို့ရှိရင်လည်းလုပ်လို့ရတယ်ပေါ့နော်နောက်ပိုင်းညီမတို့ဒီပွဲတွေရှိတဲ့အခါမျိုးတွေ offline ပွဲတွေအခုလို online training တွေရှိတဲ့အခါမျိုးတွေအခြားသောညီမတို့ solution အသစ်တွေမိတ်ဆက်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ဒီ channel link လေးတွေဒီ email လေးတွေကနေတဆင့်ဒီဆက်သွယ်ပြီးတော့ညီမတို့ဒီinvite link လေးတွေပို့တာမျိုးတွေအကြောင်းကြားတာမျိုးတွေလုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ဒီ channel လေးတွေလုပ်ပေးဖို့အတွက်လည်းမေတ္တာရက်ခံချင်ပါတယ်ဆိုရင်ညီမတို့ဒီchannel လေးတွေလုပ်ပြီးလောက်ပြီလို့ထင်တယ်ပေါ့နော်ဒါဆိုရင်ညီမတို့ဒီဆက်ပြီးတော့တွားလိုက်မယ်နော်အရင်ဆုံးညီမတို့ဒီ wireless bridge သုံးမယ်ပေါ့နော် wireless bridge သုံးမယ်ဆိုလို့ရှိရင်ညီမတို့ဒီ solution 2မျိုးနဲ့ဒါသုံးလို့ရတယ်ပေါ့နော် point to point သုံးမလားဒါမှမဟုတ်လို့ရှိရင် point to multi point သုံးမလားပေါ့နော် point to point ကတော့ညီမတို့ဒီတစ် point ကနေပြီးတော့ base station တစ်ခုကနေပြီးတော့ဒီ client တစ်ခုကိုပဲဒါပြစ်လို့ရတယ်ဒါ point to point ပုံစံနဲ့သုံးမလားဒါမှမဟုတ်လို့ရှိရင် point to multi point base station တစ်ခုကနေပြီးတော့ client အများကြီးကိုပြစ်လို့ရတယ်ဒီ signal ပို့လို့ရတဲ့ multi point ပုံစံသွားမလားပေါ့နော်ကိုယ့်ရဲ့ project ပေါ်မှာမူတည်ပြီးတော့ညီမတို့ဒီ solution နှစ်ခုကိုဒါရွေးလို့ရတယ်ပေါ့နော်ပြီးရင်နောက်ခါကျတော့ညီမခုနပြောခဲ့တဲ့ဒီ point to point နေနောက်ခါကျတော့ point to multi point လို့ဆိုလို့ရှိရင်ဘယ်လိုမျိုးအခြေအနေမျိုးမှာသုံးဖို့လိုအပ်တာလဲဘယ်လိုမျိုးအခြေအနေမျိုးမှာသုံးဖို့လိုအပ်တာလဲဆိုလို့ရှိရင်ညီမတို့ဒီမှာဆိုရင်တချို့ညီမတို့ဒီကျိုးဆွဲဖို့ခက်တဲ့နေရာတွေတို့နောက်တစ်ခါကျတော့ဒီတချို့နေရာတွေမှာဆိုလို့ရှိရင်ဒီ
internet ဘာဝင်အများကြီးမလိုအပ်ဘူးဒါမျိုးနေရာတွေပေါ့နော်နောက်တစ်ခါကျတော့ဒီ project ကိုမြင်မြင်ပြီးခြင်းနဲ့ပြီးနောက်ကကျိုးဆွဲရလဲဒီကျိုးဆွဲဖို့လည်းခက်ခဲတယ် project ကလည်းပြီးဖို့အချိန်မီလိုအပ်တယ်ပေါ့နော်ဒီလိုမျိုးဟိုဒီ project အချိန်မီဖို့ဒီ project လုပ်ဖို့အတွက်ဒီရက်အနည်းငယ်ပဲကို့မှာဒီလုပ်ဖို့အတွက်ရက်ကအဲ့လောက်ပဲရတယ်ဆိုလို့ရှိရင်အဲ့လိုမျိုး project တွေမှာဆိုလို့ရှိရင်ဒါသုံးလို့ရတယ်နောက်တစ်ခါကျ budget ကန့်သက်ရှိတာပေါ့နော်တခါလေကြာလို့ရှိရင်ညီမတို့ဒီကျိုးဆွဲရခက်တဲ့နေရာတွေမှာတချို့ကျိုးဆွဲမယ်ဆိုရင်တော့ဆွဲလို့ရတယ်ဒါပေမဲ့ budget အနေနဲ့ဆိုလို့ရှိရင်ဒီအများကြီးကုန်နိုင်တယ်အဲ့လိုမျိုးနေရာတွေမှာဆိုလို့ရှိရင် budget သက်သာခြင်းနဲ့ဆိုလို့ရှိရင်လည်းညီမတို့ဒီ wire electric တွေကိုဒါသုံးလို့ရတယ်ပေါ့နော်နောက်တစ်ခုကညီမတို့ဒီ point 2မှာဒီ point နေပဲဖြစ်ဖြစ် point 2 point နေပဲဖြစ်ဖြစ်ညီမတို့ဘယ်လို channel တွေမှာသုံးလို့ရလဲဆိုလို့ရှိရင်ဒီ ဓာတ်လေကားတွေဒီပြီးရင်နောက်တစ်ခါကျတော့ဒီ factory campus တွေတို့ဒီ sunny area တွေတို့နောက်တစ်ခါ construction တွေ transportation နေရာမျိုးတွေပေါ့နော်နောက်တစ်ခါကျတော့ညီမတို့ဒီ WISP လိုနေရာမျိုးတွေဒါမျိုးတွေမှာဆိုလို့ရှိရင်ဒါသုံးလို့ရတယ်ပေါ့နော်အဓိကကညီမတို့ကျိုးဆွဲရခက်တဲ့နေရာတွေ internet ဒီပို့ချင်တာမျိုးပဲဖြစ်ဖြစ်ဒါ data ပို့ချင်တာပဲဖြစ်ဖြစ်ညီမတို့ဒီ CCTV တွေတက်ဆင်တဲ့နေရာမျိုးမှာပဲဖြစ်ဖြစ်ညီမတို့ကျိုးဆွဲရခက်တဲ့နေရာတွေမှာဆိုလို့ရှိရင်ညီမတို့ဒီ point 2မှာဒီ point တွေကိုဒါသုံးလို့ရတယ်ပေါ့နော်ညီမတို့ပိုင်းတို့မှာဒီပိုင်းနေဆိုလို့ရှိရင်ညီမတို့ဒီတက်လီကားတို့ခုနကတော့ပြောသလိုညီမတို့ factory campus တွေအဓိကကျိုးဆွဲရခက်တဲ့နေရာတွေမှာဆိုလို့ရှိရင်ညီမတို့ဒီ point to point data တွေပို့ဖို့လိုအပ်တယ် internet data တွေပို့ဖို့လိုအပ်တယ် CCTV တွေသုံးဖို့လိုအပ်တယ်ဆိုလို့ရှိရင်အဲ့လိုနေရာတွေမှာဆိုလို့ရှိရင်ညီမတို့ဒီ point to မှာဒီ point သုံးမဟုတ် point to point တွေကိုဒါသုံးလို့ရတယ်ပေါ့နော်ဓာတ်လေကွန်ဒီအဓိကကညီမတို့ဒီဓာတ်လေကားလေးမှာဆိုလို့ရှိရင်ဒီဘာလို့ညီမတို့ဒီကျိုးတွေမသုံးမဲနဲ့ညီမတို့ဒီpoint to point တွေကိုဒါသုံးတင်တာလဲပေါ့နော်ဘာလို့ cable တွေကိုမသုံးတင်တာလဲဆိုလို့ရှိရင်ညီမတို့ဒီဓာတ်လေကားမှာသုံးမယ်ဆိုလို့ရှိရင်ညီမတို့ဒီ cable တွေလည်းဒါဈေးကြီးရယ်ပေါ့နော်နောက်တစ်ခါကျတော့ညီမတို့ဒီဓာတ်လေကားအများတန်းရွှေလျန်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ကျိုးတွေဆိုလို့ရှိရင်ရေရှည်မှာဆိုလို့ရှိရင်ဒါပြတ်တောက်နိုင်တယ်ညီမတို့ပျက်စီးနိုင်တယ်ပေါ့နော်ပျက်စီးလွယ်နိုင်တယ်ဒါကြောင့်မလို့ညီမတို့ဒီလိုမျိုးဓာတ်လေကားတွေမှာဆိုလို့ရှိရင်ဒါ point to point ကိုသုံးတာပို့ပြီးတော့ဒါအဆင်ပြေတယ်ပေါ့နော်အဓိကညီမတို့ဓာတ်လေကားမှာ point to point ဘာကြောင့်သုံးလဲဆိုလို့ရှိရင်ကင်မရာတွေအတွက်ပေါ့နော်ကင်မရာတွေအတွက်ဆိုလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်တချို့ကညီမတို့ဒါကျိုးဆွဲတာတွေရှိတယ်ကျိုးဆွဲတယ်ဆိုလို့ရှိရင်အများတန်းဒီဓာတ်လေကအများနဲ့ယူလျားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျိုးဆွဲတဲ့ကောင်မှာကျိုးတွေပုံးပက်တာမျိုးတွေရှိနိုင်တယ်ဒါမျိုးရေရှည်မှာဆိုလို့ရှိရင်ဒါ CCTV data တွေကျိုးတွေပုံးပက်တဲ့ခါမှာဆိုလို့ရှိရင် data မရောက်တာမျိုးတွေဒါမျိုးအဲ့ဒါရှိနိုင်တယ်ပေါ့နော်နောက်ခါကျ maintain လုပ်ရတာတွေလည်းဒါခက်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီလိုနေရာမှာဆိုလို့ရှိရင်ညီမတို့ဒီpoint to point ကိုသုံးပြီးမှဆိုလို့ရှိရင်ပို့ပြီးတော့ဒါအဆင်ပြေတယ်ပေါ့နော်ဒါညီမတို့ဒီဓာတ်လေကားလိုနေရာမျိုးတွေမှာညီမတို့ဒီ point to point ကိုသုံးမယ်ဆိုလို့ရှိရင်တက်စင်ရလဲဒါလွယ်တယ်ပေါ့နော် budget အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လဲဒီတက်တာတယ်ဒီ point to point ဆိုလို့ရှိရင်ညီမတို့ configuration လုပ်ရတာလဲဒီလွယ်ကူတယ်ပေါ့နော်ပြီးရင်နောက်ညီမတို့ဓာတ်လေကားမှာတက်မယ်ဆိုလို့ရှိရင်အဓိကကညီမတို့ internet သုံးတာမဟုတ်ပေါ့နော်ဓာတ်လေကားဆက်နေယူဆိုလို့ရှိရင်ဘယ်အတွက်သုံးတာလဲဆိုလို့ရှိရင် CCTV system အတွက်ညီမတို့ဒီ point to point ကိုသုံးတာပုံများတယ်ပေါ့နော်အဲဒါကြောင့်ညီမတို့ဒီမှာဆိုလို့ရှိရင်ဒီမှာဆိုရင်ညီမတို့ဒီpoint to point သုံးပြီးတော့ CCTV တက်မယ်ဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးနဲ့တက်လို့ရလဲဆိုရင်ဒီမှာပုံစံလေးပါတော့မှပြပေးထားတယ်ပေါ့နော်ညီမတို့ဒီ base station ကနေ client ကိုသွားမယ်ပြီးရင်နောက်တစ်ခါ client ကနေမှညီမတို့ဒီမှာကျိုးထွက်ပြီးတော့ညီမတို့ဒီ CCTV မှာလာပြီးတော့တက်လို့ရတယ်ပေါ့နော်ဒီမှာပေါ့နော်ဒီကနေပြီးတော့ညီမတို့ဒီကနေပြီးတော့ကျိုးထွက်ပြီးတော့ညီမတို့ဒီမှာဆိုလို့ရှိရင်လာပြီးတော့ဒီလာပြီးကင်မရာကိုလာပြီးတော့ data ပို့တာပေါ့နော်အဲ့ကနေမှညီမတို့ဒီကနေပြီးတော့ base station ကနေပြန်ကျိုးပြန်ထွက်ပြီးလို့ရှိရင်ညီမတို့ကဒီ MVR တို့ဒီ MVR တို့နောက်က switch တွေရှိရဆိုလို့ရှိရင် switch ကနေပြီးတော့ပြန်ထွက်လို့ရတယ်ပေါ့နော်ပြီးရင်ညီမတို့ဒီမှာဆိုလို့ရှိရင်နောက်တစ်ခါကျတော့ညီမတို့ဒီမှာ way 2ဆိုလဲအဲ့လိုပဲညီမတို့ဒီမှာဆိုလို့ရှိရင်သူက
ဒီ base station ကနေထွက်မယ်ပြီးလို့ရှိရင်client ကနေဘက်မှာပေါ့နော်ပြီးရင်အဲ့ကနေပြီးဒီမှာ camera ပြန်ထွက်ပြီးတော့သုံးထားတယ်ပေါ့နော်အဓိကပုံစံ2မျိုး3မျိုးသုံးလို့ရတယ်အဓိကကညီမတို့ဒီကိုထားခြင်းတဲ့ပုံစံကိုဘယ်လိုမျိုးအသုံးပြုခြင်းတဲ့ပုံစံပေါ်မှာမူတည်ပြီးတော့ဒါရွေးလို့ရတယ်ပေါ့နော်ပြောချင်တာညီမတို့ဒီမှာဆိုလို့ရှိရင်ကျိုးတွေစားညီမတို့ဒီ point to point လို့သုံးပြီးတော့ data တွေကိုပို့မယ်ဒီ CCTV solution ကိုဖြည့်ရှင်းမယ်ဆိုလို့ရှိရင်အချိန်တိုအတွင်းမှာ budget သက်သာသွားနဲ့ညီမတို့ဒီအသုံးပြုနိုင်မယ်ပေါ့နော်နောက်တစ်ခါကျတော့ညီမတို့ဒီ wireless bridge ပေါ့နော် bridge တွေတိစောက်မယ်ဆိုလို့ရှိရင်အဓိကညီမတို့ဒီpoint နေပြတော့မယ်ဆိုလို့ရှိရင် point ပြည့်မယ် data အတွက်ပဲပြည့်ပြည့်ညီမတို့ဒီ CCTV ရဲ့အတွက်ပဲပြည့်ပြည့်point ပြတော့မယ်ဆိုလို့ရှိရင်ညီမတို့ဒီထည့်ရမယ်ထည့်ပြီးတော့အရင်ဆုံးစဉ်းစားရမယ်အချက်၄ချက်ရှိရပေါ့နော်အဓိကကညီမတို့ဒီ line on site ဖြစ်ဖို့လိုအပ်တယ် air distance ရှိဖို့လိုအပ်တယ်နောက်တစ်ခါကျတော့ညီမတို့ဒီမှာဆိုရင် frequency တွေနောက်တစ်ခါကျတော့ bandwidth requirement ဒါတို့ထည့်ပြီးတော့စဉ်းစားဖို့လိုအပ်တယ်ပေါ့နော်ဒီကညီမတို့ဒီဟာတွေကဒီချက်တွေကဘယ်လိုအလုပ်လုပ်တာလဲဆိုတာကိုညီမဒါဆက်ပြီးတော့ဒါပြောပြပေးမယ်ပေါ့နော်ဒါကညီမတို့ဒါအရေးကြီးရပေါ့နော်အဓိကညီမတို့ဒီကိုက point ကိုစီမှာ project တစ်ခုရှိတယ်ဒီ project တစ်ခုရှိတာအောင်မှဒီ point ပြည့်ရမယ်ကျိုးဆွဲဖို့ကလည်းမလွယ်ဘူးပေါ့နော်အဓိကဘယ်လိုနေရာတွေမှာညီမတို့ဒီ point ကိုသုံးလဲဆိုကျိုးဆွဲရခက်တဲ့နေရာတွေရဲ့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျိုးကမီတာ90အထိမီတာ100အထိကျော်ပြီးတော့ညီမတို့ဒီလန်ကျိုးဆွဲဖို့အဆင်မပြေတော့အဲ့လိုမျိုးအဆင်မပြေတဲ့နေရာတွေမှာဆိုလို့ရှိရင်တချို့ကဒီ fiber ကျိုးမဆွဲတော့ဘဲနဲ့ point ပြစ်လိုက်တာမျိုးရှိရဲ့အဲ့မျိုးဆိုလို့ရှိရင်အဲ့လိုနေရာတွေမှာဆိုလို့ရှိရင်လည်းညီမတို့ဒီwireless bridge ကိုဒါသုံးလို့ရတယ်ပေါ့နော်မီတာ100ကျော်ပြီးတော့ဒီကျိုးဆွဲရခက်တဲ့နေရာတွေကျိုးဆွဲခြင်းတဲ့နေရာတွေအဲ့လိုမျိုးနေရာတွေမှာဆိုလို့ရှိရင်ဒီ point တွေကိုဒါသုံးလို့ရတယ်ပေါ့နော်အဲဆိုရင်ညီမတို့ဒီမီတာ100ကျော်သွားပြီကျိုးကလည်းဆွဲဖို့အဆင်မပြေတော့ဘူးအဲ့လိုမျိုး project မှာညီမ point သုံးမှုစဉ်းစားလိုက်ပြီဆိုလို့ရှိရင်အရင်ဆုံးအနေနဲ့ဘာလုပ်ရမလဲဆိုလို့ရှိရင်ကိုသုံးမဲ့ point နှစ်ခုကြားထဲမှာဆိုလို့ရှိရင် point ပြစ်လို့အဆင်ပြေနိုင်လားညီမတို့အရင်ဆုံးကြည့်ရမယ်ပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ကိုကဒီ point ပြစ်မယ်ဆိုပြီးတော့ point ကိုအရင်ဆုံးဝယ်လိုက်ပြီးကမှဒီ bridge device တွေကိုအရင်ဆုံးဝယ်လိုက်ပြီးကမှအဲ့ကြကမှညီမတို့ဒီတိုင်တွေဘာတွေထောင်ပြီးကမှဒီ point ပြစ်လိုက်တယ်အဲ့ကြမှာ line ရ signal မရဘူးတွေဒီ signal မပါဘူးတွေအဲ့လိုမျိုးဖြစ်သွားတဲ့အခါဆိုလို့ရှိရင်အဲ့ကြကမှဒီအဆင်မပြေတာတွေဖြစ်နိုင်တယ်ဒါကြောင့်အရင်ဆုံးအနေနဲ့ညီမဘာလုပ်ရမလဲဆိုရင်ကိုက point project အရင်ဆုံးလုပ်တော့မယ်ဆိုလို့ရှိရင်အဲ့ point နှစ်ခုကအဆင်ပြေနိုင်လားနောက်တစ်ခါဂျားထဲမှာအတားအဆီးလွတ်နိုင်လားဆိုတာညီမအရင်ဆုံးထည့်သွင်းပြီးတော့ဒါစဉ်းစားပေးရမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ညီမတို့ဒီ point နှစ်ခုပြင်မယ်ဆိုလို့ရှိရင်ညီမတို့ပြစ်လိုက်တဲ့ point နှစ်ခုကြားထဲမှာကဒီ link ကောင်းကောင်းရှိနေဖို့ဒါလိုအပ်တယ်ပေါ့နော်အဲ့မှာညီမတို့ဒီသူ့ရဲ့data throughput တွေလည်းပို့ပြီးတော့ကောင်းမယ်ပြီးရင်နောက်တစ်ခါကျတော့ဒီမှာဒါလေးတစ်ခါလေးညီမတို့ဒီမှာပုံစံလေးနဲ့ဒါပြပေးထားပါတော့ line of sight ဖြစ်ဖို့လိုအပ်တယ်အဓိကကညီမတို့ဒီလိုမျိုးတိုင်ထောင်မှုအတွက်ဒီလိုမျိုးတိုင်နေလိုအပ်တယ်တာဝါတွေတချို့တာဝါတွေဒါလိုအပ်တယ်ပေါ့နော်ဒါကြောင့်ညီမတို့ဒီဘာလို့စိတ်ကျင်တာလဲဆိုလို့ရှိရင်အရင်ဆုံး point မပြစ်ခင်မှာညီမတို့အဓိက site survey လုပ်ဖို့လိုအပ်တယ်ပေါ့နော် site survey ကညီမတို့ပုံမှန်ပြန် point ပြစ်တယ်ဆိုလို့ရှိရင်ညီမတို့စီအဲ့ site ရှိတဲ့နေရာထိတွားပြီးတော့လုပ်ဖို့ဆိုတာဒါခက်ခဲတယ်ပေါ့နော်ဘာကြောင့်လဲဆိုရင် point ဖြစ်တဲ့အတွက်ကြောင့်နေရာတနေရာနဲ့တနေရာအဝေးဆိုတော့မီလားမမီလားကိုသိနိုင်မှုဒါခဲရင်းနေပေါ့နော်ဒါကြောင့်အရင်ဆုံးနေညီမတို့ဘာလုပ်ရမလဲဆိုရင် Google Map ကိုအသုံးပြုပြီးတော့ညီမတို့ဒီ site နှစ်ခုမှာpoint ပြစ်လို့အခြေအနေpoint ပြစ်လို့ရလားဒါမျိုးတွေအရင်ဆုံးကြည့်ရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ညီမပထမဆုံးချက်နဲ့ညီမတို့ပြစ်လိုက်တဲ့ point ကဗာဒီ line of sight ဖြစ်နေဖို့လိုအပ်တယ်ပေါ့နော်အဓိကညီမတို့ဒီမှာ point နှစ်ခုကြားထဲမှာတခါလေးpoint ကဒီ main bed ချမ်းမှာလုံတုံးကတော့အဆင်ပြေတယ်ဒီ signal မိတယ် main bed ချမ်းမှာကြာညီမတို့ configuration လုပ်တဲ့အချိန်မှာ point နှစ်ခုကကတ်ပြီးလုပ်တာပေါ့နော်ကတ်ပြီးလုပ်တာဖြစ်တဲ့အတွက်ကြောင့် signal ကနီးနီးလေးဖြစ်တဲ့အတွက် signal ပေါက်တယ်တိုင်ထောင်လိုက်တဲ့အချိန်ကြာကမှတိုင်ပေါ်တင်လိုက်တဲ့အချိန်ညမှာညီမတို့ဒီ signal မပေါက်တာတွေရှိတယ်အဲ့လိုမျိုးချင်းတွေကဘာကြောင့်ဖြစ်နိုင်လဲဆိုလို့ရှိရင်ပထမချက်ကညီမတို့ဒီသူတို့နှစ်ခုကြားထဲမှာရှိနေတဲ့သူတို့နှစ်ခုကြားထဲမှာရှိနေတာဗာလဲဆိုအတားအဆီးတွေရှိတဲ့အတွက်ကြောင့်မလို့ညီမတို့ signal မပေါက်တာဖြစ်နိုင်တယ်အရင်ဆုံးနေညီမတို့ဒီမှာ point နှစ်ခုကဘာလို့ရမလဲဆိုလို့ရှိရင် line of sight ဖြစ်နေဖို့လိုအပ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် line of sight ဆိုတာညီမတို့ဒီမှာဒီအနီပြထားတဲ့ဒီကြားလေးထဲမှာဆိုလို့ရှိရင်ညီမတို့ဒီတစ်ပင်တို့အိမ်တို့တိုက်တို့ဒီလိုမျိုးအစာအုပ်တွေပေါ့နော်အစာအုပ်တွေကဒီသူတို့နှစ်ခုကြားတဲ့ဒီထဲကိုညီမတို့ဒီကြားထဲမှာဝင်နေလို့မဖြစ်ဘူးဒီကြားထဲမှာဝင်ပြီဆိုတာနဲ့သူက signal မပေါက်တော့တစ်ဖက်ကို signal မပေါက်တော့အဓိကညီမတို့ base station ကပြလိုက်တဲ့ signal ကဒီလိုမျိုးရှင်းရှင်းလင်းလင်းနဲ့သူ့စီကိုဒီ signal ရောက်သွားမှသာလေညီမတို့ဒီသူ့ data signal ပေါက်မယ်အဲ့မှာ internet ကောင်းကောင်းရမယ်သူတို့ပို့ကောင်းကောင်းနဲ့ internet သုံးလို့ရမယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ဒါမှမဟုတ်ဖ ೇನೆ ညီမတို့ဒီမှာကိုပြလိုက်တဲ့ point ကတခါတလေကြာရင်
ခံမှန်းပြီးတော့တိုင်ထောင်လိုက်တာမျိုးရှိတယ်တိုင်ထောင်လိုက်တာမျိုးရှိတယ်တစ်ဖက်ကအနှိမ်တစ်ဖက်ကအမြင့်အဲ့လိုမျိုးဖြစ်သွားတဲ့အခါမျိုးဆိုလို့ရှိရင်ဘာဖြစ်နိုင်လဲဆိုရင်သူ့ရဲ့ signal လမ်းကြောင်းတွေကိုညီမတို့signal လမ်းကြောင်းတွေကိုဒီမှာဆိုလို့ရှိရင်တစ်ပိန်တွေရောက်လာတာမျိုးပြီးရင်နောက်တစ်ခါကျတော့ဒီအစာဦးတွေဝင်လာတာမျိုးဒါမျိုးဆိုလို့ရှိရင်ဒီ line ကတိတ်ပြီးတော့မကောင်းတစ်ခါတလေရောက်လိုက်မရောက်လိုက်ဖြစ်နိုင်တယ်အဲ့လိုမျိုးချင်းတွေမှာဆိုရင်ကျွန်တော်ဘာလုပ်ပြရလဲဆိုရင်ဒီတိုင်တွေကိုပြန်ပြီးတော့ညှင့်ပေးရတာမျိုးတွေရှိတယ်နောက်ပြီးတော့အရင်ဆုံးအနေနဲ့ကိုကဒီ point ကိုဆိုလို့ရှိရင်ကျွန်တော်လှမ်းပြီးတော့ချိန်တဲ့အခါမှာလှည့်ပြီးဒီ signal ပြန်ချိန်ပေးရတာပေါ့နော်ပြန်ချိန်ရတယ်ချိန်အောင်မှချိန်တဲ့အပိုင်းလဲညီမတို့ဒီကုံသွားပြီဒါအောင်မှ signal ကဒီလောက်ပဲတိတ်ပြီးတော့ကောင်းမလာဘူးဆိုလို့ရှိရင်ဒီကြတယ်ညီမတို့အမြင့်ကိုတစ်ချက်ပြန်စိတ်ကြည့်အောင်ပြန်စိတ်ကြည့်ပြီးလို့ရှိရင်ညီမတို့တိုင်တွေကိုညီမတို့တစ်ဖက်ကိုမြင့်တင်လားနောက်တစ်ဖက်ကိုမြင့်တင်လားဆိုတာတစ်ဖက်ဝမ်းမှာညီမတို့ဒီစာပေးပေါ့နော်အရင်ကြည့်ပြီးတော့ညီမတို့အရင်ဆုံးလုပ်ပြီးတော့မြင့်တင်တဲ့ဘက်ကိုညီမတို့ဒီတစ်ဖက် client ဘက်ကနည်းနည်းနှိမ့်နေတယ်ဆိုလို့ရှိရင်ညီမတို့ client ဘက်ကိုနည်းနည်းညှင့်ပြီးတော့တစ်ချက်ပြန်ခင်ကြည့်လိုက်အဲ့မျိုးဆိုရင် signal ပြန်ကောင်းလာနိုင်ရှိရပေါ့နော်နောက်တစ်ခုကဘယ်လိုမျိုးအခြေအနေမှာညီမတို့ဒီ signal လုံးဝမရောက်နိုင်တာလဲဆိုရင်လုံးဝသူနှစ်ခု point နှစ်ခုကြားထဲမှာအတားအဆီးတွေလုံးဝဝင်နေပြီဆိုလို့ရှိရင်လုံးဝ signal ကမရောက်တော့ဘူးအဓိကနေဥမာအနေနဲ့ညီမတို့ဒီ point နှစ်ခုကြားထဲမှာဒီလိုမျိုးတိုင်ထောင်လိုက်တဲ့အချိန်မှာအဲ့ point နှစ်ခုရဲ့ဒီ signal တစ်ခုလုံးထဲမှာဒီအပင်တွေရောအစာအုပ်တွေရောအကုန်လုံးကဝင်နေတယ် point ရဒီလောက်မှရှိနေတယ်ဆိုလို့ရှိရင်ညီမတို့ဘလို့မှသူ့ signal ဒီဘက်ကိုမပေါက်နိုင်ဘူးကြားထဲမှာအတားအဆီးတွေရှိတဲ့အတွက်ကြောင့်မလို့အဲ့ကြောင့်မလို့ညီမအဲ့လိုအခြေအနေမျိုးမှာဆိုရင်နှစ်ဖက်လုံးကိုတိုင်တွေကိုပြန်ပြီးတော့ဒီပိုးတိုင်တွေကိုပြန်ပြီးတော့ညှင့်တာမျိုးတွေဒါလုပ်ပေးရမယ်ပေါ့နော်ဒါကညီမတို့ဒီ point လုပ်တဲ့အခါမှာဆိုလို့ရှိရင်ဒီကတချို့ကမိန်းမရတယ်ကြည့်လိုက်တဲ့ချိန်ညမှာမရတာအပေါ်တင်လိုက်မှမရတာဒါမျိုးအဲ့ဒါတွေဖြစ်တယ်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်တစ်ခါလေကြာရင်သူတို့တချို့ဆိုလို့ရှိရင်ဒီဆက်ကမကောင်းလာလားဆိုပြီးဆက်တူပြန်ချပြန်လို့အဲ့လိုမျိုးပေါ့နော်အကြာကြီးတွေလောက်ရတာရှိအဲ့လိုမျိုးဆိုရင်ညီမအရင်ဆုံးဒါကြောင့်မလို့ဒါလေးကဒါအရေးကြီးရပေါ့နော် point ပြည့်တဲ့အခါမှာဆိုလို့ရှိရင်မမီဘူးဆိုလို့ရှိရင်ဒါတော်တော်များများကဖြစ်နိုင်ဆုံးကညီမတို့ဒီအမြင့်နေနဲ့အစင်မပြေတာပေါ့နော်အစင်မပြေတာဖြစ်တဲ့အတွက်ကြောင့်မလို့တိုင်ပြန်ထောင်းအဓိကအမြင့်ကိုတိုင်ကိုပြန်နှင်းရတာမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါမှဒါညီမတို့ဒီ point ပြတဲ့အခါမှာဒါအဆင်ပြေပြေနဲ့ဒါဖြစ်သွားမှာပေါ့နော်ဒီကညီမတို့ point ပြတဲ့အခါမှာဘယ်လိုအခြေအနေဖြစ်ရမလဲဆိုရင် line on side ဖြစ်နေဖို့လိုရတယ်ညီမအပေါ်ကညီမတို့ဒီအပေါ်ဆုံးကပြထားတယ်လို့ပဲ signal နှစ်ခုကြာမှာဘာအတားဆီးမှာဒါမရှိရဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ညီမတို့ဒီ site စာပေးလို့ဖို့ဒါအရင်ဆုံးဒါအကြံပေးချင်တာပေါ့နော်အဲ့ဒါမှသာလင်း point ပြလို့ရမရညီမတို့သိရမှာပေါ့နော်တခါလေကြာလို့ရှိရင်ညီမတို့ဒီ point စာပေးကြည့်ပြီးတော့စာပေးမကြည့်ပဲလုပ်လိုက်တဲ့အခါဆိုရင်ကိုယ့်ရဲ့ point ကမီတာ60ထီတောင်မြင့်ပြီးနေပြီကိုယ့်ရဲ့တိုင်မီတာ60ထီတောင်မြင့်ပြီးနေစိတ်ကနေကမမီဘူးဆိုလို့ရှိရင်ဒီကြညီမအဲ့မီတာ60လောက်နဲ့သူ့ရဲ့ဒီအတားအဆီးတွေကမကျော်နိုင်တဲ့အတွက်ကြောင့်မလို့ထပ်ပြီးတော့ဒီစိတ်ကနေကမပေါက်နိုင်တာထပ်ပြီးတော့မြင့်ဖို့လည်းအဆင်မပြေတော့ဆိုအဲ့နေရာကညီမတို့ဒီ point ပြလို့မရတဲ့အခြေအနေဖြစ်သွားပြီပေါ့နော်အဲကြောင့်ညီမတို့ဒီအဲ့လိုမျိုးဆိုလို့ရှိရင်ကိုက point ဝယ်မိသွားတယ်ဆိုလို့ရှိရင်သုံးလို့လည်းမရကိုယ့်အတွက်သုံးလို့မရဘူးဆိုလို့ရှိရင်ဝယ်ရတဲ့အခါမှာ budget တွေလည်းပို့ပြီးတော့ဒါကုန်နိုင်တယ်ကိုယ့်အတွက်လည်းအဆင်မပြေနိုင်ဘူးပေါ့နော်ဒါကြောင့်ညီမ point ပြည့်မယ်ဆိုလို့ရှိရင်မပြည့်ခင်မှာအစာပေးလေးအရင်ဆုံးလုပ်တင်တယ်ကိုယ့်ရဲ့နေရာကညီမတို့ဒီလိုမျိုးအရင်ဆုံးကြည့်တင်တယ်ပေါ့နော်အဲ့မှာညီမတို့ဒီ region မှာဆိုလို့ရှိရင်ပြပေးထားတယ်ဘလောက်အမြင့်ထောင်းရမယ်ဘလောက်လို့ဆိုလို့ရှိရင်အဆင်ပြေတယ်ပေါ့နော်ပြည့်လို့ရတယ်ဆိုပြပေးအဲ့မှာညီမတို့ဒီအမြင့်ကိုကထောင်းဖို့အဆင်ပြေတယ်ဆိုလို့ရှိရင်တော့ point ပြလို့ရတယ်ထောင်းဖို့အဆင်မပြေဘူးဆိုလို့ရှိရင်တော့point ပြဖို့ဒါအဆင်မပြေနိုင်ဘူးပေါ့နော်ဆိုရင်ညီမတို့ဒီ line on site ဖြစ်ဖို့လိုရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခါကျတော့ဒီက point ဖြစ်တဲ့ကြောင့်မလို့အကွာဝေးကညီမတို့ဒီနီးတဲ့ဆိုလို့ရှိရင်တော့ပို့ပြီးတော့ဒီသူတို့ပုတ်ကိုပို့ပြီးတော့ကောင်းကောင်းရရှိနိုင်တယ်ပေါ့နော်တစ်ခါလေကြာလို့ရှိရင်ညီမတို့ဒီ1000ပေါ့နော်မီတာ1000 distance ရတဲ့ဒီ distance ရတဲ့ device ကိုညီမတို့ဒီမီတာ900မှာသုံးနေဆိုလို့ရှိရင်ပို့ပြီးတော့ဒီ distance ကောင်းကောင်းနဲ့ဒါအသုံးsorry ညီမတို့ဒီလူပုတ်ကောင်းကောင်းနဲ့ပို့ပြီးတော့ဒါသုံးနိုင်မယ်ပေါ့နော်အဲ့လိုမျိုးပြောအဓိကညီမတို့မီတာ1000ရတဲ့ဟာကိုညီမတို့ဒီ1200မီတာလောက်မှာသွားသုံးနေဆိုလို့ရှိရင်လူပုတ်ကောင်းကောင်းလည်းမရနိုင်ဘူး line ရရောက်လိုက်မရောက်လိုက်လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးပြောဒါတော့ညီမတို့ဒီ2.4G ဆိုလို့ရှိရင်ဘောင်ဝေးကတော့ညီမတို့ကျင်းမယ်နောက် distance အနေနဲ့ဆိုလို့ရှိရင်ဒီဝေးဝေးထိရောက်နိုင်တယ်ပေါ့နော်5G ဆိုလို့ရှိရင်ညီမတို့ဒီဘန်ဝင်းအနေနဲ့ဆိုလို့ရှိရင်တော့များမယ်ညီမတို့ဒီ distance အနေနဲ့ဆိုရင်တော့ကျင်းမယ်ပေါ့နော်နောက်တစ်ခုကျတော့ညီမတို့ဒီ
point ပြည့်မယ်ဆိုလို့ရှိရင်ခုနလိုမျိုးညီမပြောခဲ့သလိုဒီအဓိကကတော့ဒီ point နှစ်ခုကြားထဲမှာအတားအဆီးတွေမရှိနေဘူးလိုအပ်တယ်ပေါ့နော်အတားအဆီးရှိပြီဆိုရင်ညီမတို့ဒီ point ပြန်ချင်းရတာမျိုးတွေဒါဖြစ်နိုင်တယ်အမြင့်တွေပြန် adjust လုပ်ရတာမျိုးတွေဒါဖြစ်နိုင်တယ်ပေါ့နော်အဲဆိုရင်ညီမတို့ဒီ point ကအဆင်ပြေပြီးပြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးတွေကိုဘယ် model တွေကိုရွေးချယ်ရမလဲပေါ့နော်ခုနညီမခုန line of sight တွေလည်းကြည့်ပြီးသွားပြီ distance အကွာအဝေးတွေလည်းအဆင်ပြေသွားပြီဆိုလို့ရှိရင်ညီမတို့စပြီးတော့ model တွေရွေးချယ်တော့မယ်ဘယ် model ကိုရွေးချယ်ပြီးသုံးသင့်လဲဆိုရင်အဓိကကညီမတို့ဒီကိုယ့်ရဲ့ကိုပြည့်မဲ့အနေထားပေါ်မှာခုနကမီတာ900ကျော်လောက်မီတာ800လောက်ဆိုရင်ညီမတို့ဒီမှာ ESD 300 CD တွေကနေဒါရွေးလို့ရတယ်ပေါ့နော်ESD 310ကိုရွေးလို့ရတယ်310ဆိုလို့ရှိရင်1 km 1 km ပြတဲ့အတွက်ကြောင့်မလို့ဒီခုနကတော့900တို့800တို့900မီတာအတွင်းရှိတဲ့ point တွေဆိုလို့ရှိရင်ညီမတို့ဒီ310နဲ့ဒါပြည့်လို့ရတယ်ပေါ့နော်နောက်တစ်ခါကျတော့ ESD ဒီ350ဆိုလို့ရှိရင်ကြတော့ညီမတို့ဒီ5 km ပေါ့နော်5 km အတွင်း point တွေကိုညီမတို့ဒါပြည့်လို့ရတယ်အဲ့က1 km ပဲပြည့်ရှင်ညီမတို့ဒီ2 km 3 km လိုမျိုး distance တွေကိုညီမတို့ဘာနဲ့ပြည့်လို့ရတယ်ဆို ESD 350ကိုသုံးပြီးတော့ဒါပြည့်လို့ရတယ်ပေါ့နော်ဒါကတော့5 km project အတွက်ဆိုလို့ရှိရင်ဒါသုံးလို့ရတယ်အဓိကညီမတို့ဒီမှာဆိုရင် point ဖြစ်တဲ့အတွက်ကြောင့်မို့ outdoor area မှာသုံးတာဖြစ်တဲ့အတွက်ညီမတို့ဒီ IP65 ပေါ့နော်ဒီကိုဒါအသုံးပြုပေးထားတယ် configuration ကတော့ညီမတို့ဒီ0 configuration တခါတည်းသူက auto pair လုပ်ပြီးသားပေါ့နော်ကိုကမှအဲ့မှာ auto pair လုပ်ပြီးသားမှာကိုကထပ်ပြီး password တွေပါခံနေတယ်ဆိုရင်တော့ဝင်ပြီးတော့ password တွေပါပေးလို့ရတယ်ဒါမှမဟုတ်ဒီတိုင်းပဲတန်းသုံးချင်တာဆိုလို့ရှိရင်တော့တခါတည်းနဲ့သူကတန်းပြီးတော့ဒါသုံးလို့ရတယ် config လုပ်ရတာလည်းလွယ်တယ်နောက်တစ်ခါညီမတို့ maintain လုပ်တဲ့အခါမှာလည်းလွယ်တယ်ဘာလို့လဲဆိုရင်ဒီ device တွေကိုဆိုလို့ရှိရင် cloud ပေါ်မှာသွားပြီးတော့ manage လုပ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအရန်ကိုလွယ်တယ်ပေါ့နော်ဒီကညီမတို့ဒီမှာconfiguration လုပ်တဲ့အခါဆိုလို့ရှိရင်လည်းဘာမှညီမ configuration ဒီလုပ်စီရလို့တော့ auto ပဲလုပ်ပြီးသားသူ့ရဲ့ညီမတို့ဒီ set ရဲ့နောက်မှာ base station နဲ့အဲ့ဒါ client နဲ့ခွဲထားပြီးသားပေါ့နော်ဒီ camera on တို့ညီမတို့ဒီ recorder on လို့ရေးထားပြီးသား recorder on ဆိုရင် main ဘက်ကထားပေးလိုက် camera on ဆိုပြစ်ပေးခြင်းနဲ့ညီမတို့ client ရဲ့ဘက်ချမ်းကိုထားပေးလိုက်ပေါ့နော်ဒါမျိုးတန်းပြီးတော့သုံးရုံပဲဒါမှမဟုတ်ကိုက password ထပ်ခံခြင်းသေးတယ်ဆိုရင်မှအတွင်းထဲဝင်ပြီးတော့ configuration password သွားပြီးတော့ဝင်ခံပေးလိုက်ပေါ့နော်အဲ့ဒါကိုလည်းဒီ computer လိုအပ်တာဆို computer မလို့ညီမတို့ဖုန်းထဲကနေပြီးတော့လောလောကူကူနဲ့ဒါလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ညီမတို့ဒီ ESD ဒါ350ကိုသုံးမယ်ဆိုလို့ရှိရင်ညီမတို့ဒီ5 km အတွင်း project တွေမှာဆိုလို့ရှိရင်ဒါသုံးလို့ရတယ်တက်ဆင်တဲ့အပိုင်းလဲလောလောကူကူနဲ့ဒီတက်ဆင်တဲ့အပိုင်းလဲလွယ်ကူနဲ့လုပ်လို့ရတယ်နောက်တစ်ခါကျတော့ adjust လုပ်ရတဲ့အပိုင်းတွေမှာလည်းဒါလွယ်တယ်ပေါ့နော်သူ့မှာကညီမတို့ဒီ device တွေကဘာလဲဆိုလို့ရှိရင် passive PoE တွေပါပြီးသားသူ့ရဲ့ PoE adapter နဲ့သူတခါတည်းနဲ့တွဲရပါပြီးသားပေါ့နော်ပြီးရင် config တွေလုပ်ဆရာမလို့တော့ပဲနဲ့ညီမတို့ဒီမှာ auto ပေါ့နော် auto config auto ချိတ်တယ်ပေါ့နော် device တွေက auto ချိတ်တယ်ဘာ config မှာဝင်လုပ်ပေးစရာလည်းမလိုဘူးတန်းပြီးတော့ဒါသုံးလို့ရတယ်ပေါ့နော်ဒါတော့ညီမတို့ ESD 310ပေါ့နော်310ဆိုလို့ရှိရင်ခုန1 km အတွင်း project data သုံးလို့ရတယ်ဒါ 5G ကိုဒါထောက်ပံ့ပေးထားတာဖြစ်တယ်ဒီက outdoor တွေဖြစ်တဲ့အတွက်ကြောင့်မလို့ outdoor area မှာသုံးတဲ့ device တွေဖြစ်တဲ့အတွက်ကြောင့်မလို့ IP65 ကိုလည်းဒါထောက်ပံ့ပေးထားတာဖြစ်တယ်ပေါ့နော်ဒါကတော့ညီမတို့ဒီ point to point သုံးမယ်ဆိုလို့ရှိရင်သုံးလို့ရတဲ့ဒါပုံစံလေးတွေပြပေးတာပေါ့နော်တချို့ဆိုလို့ရှိရင် point to point ကိုဘယ်လိုသုံးလို့ရလဲဒီဘယ်လိုပုံစံထားပြီးသုံးလို့ရလဲဒီကတချို့ကျ internet အတွက်ပဲသုံးလို့ရတယ်ထင်တယ်ညီမတို့ဒီ point to point သုံးမယ်ဆိုလို့ရှိရင်ခုနကျူးဆွရခက်တဲ့ CCTV solution တွေမှာသုံးမယ်ဆိုလို့ရှိရင်လည်းဒါသုံးလို့ရတယ်ပေါ့နော်ညီမတို့ဒါဆိုလို့ရှိရင်အရင်ဆုံးဒီသုံးလို့ရတဲ့ပုံစံတစ်မျိုးဆိုလို့ရှိရင်ညီမတို့ဒီမှာဒီ Amvia ရှိရယ် Amvia ကနေပြီးတော့ညီမတို့ဒီမှာ base station ရှိမယ်base station ကနေမှညီမတို့ဒီမှာလာပြီးတော့သူစီကိုလှမ်းပြီး signal လှမ်းပို့လိုက်မယ် signal လှမ်းပို့ပြီးတော့ဒီမှာဆိုရင်ဒါ client ဘက်ကို signal ပို့မယ်ဒီကမှဒီကနေပြီးတော့ပြန်ထွက်ပြီးတော့လည်းညီမတို့ပြန်သုံးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ဒီကနေတန်းထွက်ပြီးတော့ဒီ switch ကိုလာတန်းချိတ်လဲဒါသုံးလို့ရတယ်ပေါ့နော်ဒါ back to back ဒါတော့ပုံစံပြန်သုံးထားတာပေါ့နော်နောက်တစ်ခါကျတော့ဒီမှာဒုတိယပုံစံကျတော့ဒီ Amvia ကနေပြီးတော့ထွက်မယ်ဒီနားမှာ Amvia မဟုတ်ဘဲနဲ့ညီမတို့ဒီ gateway router ဖြစ်နေတယ်ဆိုရင်လည်းအတူတူပဲပေါ့နော် gateway routerသုံးလို့ရတယ် internet ဒါဆိုရင်ဥမာနဲ့ internet transfer လုပ်မယ်ဆိုရင်ဒါ gateway ပေါ့နော် Amvia နေရာမှာဥမာနဲ့ gateway လို့မြင်လိုက်ပေါ့နော် gateway ပြီးလို့ရှိရင်ညီမတို့ဒီကနေပြီးတော့ data ကျိုးထွက်မယ်ဒီ point set ကိုတန်းဝင်တာတော့မဟုတ်ဘူးเนาะပုံမှန်အပြင်မှာဆိုလို့ရှိရင်ညီမတို့ကသူ့ရဲ့ PoE adapter လေးရှိတယ်ညီမတို့ PoE adapter လေးတော့အရင်ဝင်မယ်ပြီးကမှ PoE adapter ကနေရဲ့PoE ကနေမှကျိုးထုတ်မယ်ထုတ်ပြီးသွားလို့ရှိရင်ညီမတို့ဒီမှာ point ကိုပြစ်လိုက်မယ်ပြီးကမှညီမတို့ဒီဘက်မှာဒီ client ဘက်ကနေပြီးတော့ point ပြန်ဖမ်းမယ်ပြီးရင်ညီမတို့ဒါ camera ပြန်ချိန်မယ်အဲ့လိုမျိုး
ဒီတပွိုင်ချင်းစီသုံးမယ်ဆိုလဲသုံးလို့ရတယ်ဒါမှမဟုတ်ဘူးညီမဒီဘက်မှာကကင်မရာ point အရေးအတွက်များတယ် AB point အရေးအတွက်များတယ်ဆိုလို့ရှိရင်ညီမဒီမှာ switch ပြန်ခံလိုက်မယ် switch ကနေပြီးတော့ပြန်ပြီးတော့ AB တွေကင်မရာတွေပြန်ထွက်သုံးမယ်သုံးလို့ရတယ်ပေါ့နော်ဒီလိုပုံစံ၃မျိုးနဲ့သုံးမယ်ဆိုလဲဒါသုံးလို့ရတယ်ညီမ switch ဆိုလို့ရှိရင်ညီမကင်မရာအတွက်ဖြစ်ဖြစ်ညီမဒီ AB အတွက်ဖြစ်ဖြစ်ညီမတို့ ESCD ကနေပြီးတော့ budget တက်တာနဲ့ဒါသုံးလို့ရတယ်ပေါ့နော်ဒါကတော့ညီမတို့ဒီခုနပြောတဲ့ဓာတ်လီကားမှာဆိုရင်ကြတော့ညီမတို့အများအပြည့်တော့ ESD 310ကိုဒါသုံးများကြတယ်ပေါ့နော် ESD 310ကိုဒါသုံးလို့ရတယ်1 km အတွင်းပေါ့နော်ဒီ1 km ညီမတို့ distance 1 km ကိုဒါထောက်ပံ့ပေးထားရပေါ့နော်ခုနညီမပြောသလိုပဲဒီမှာပုံဒီမှာဆိုရင်ဒါကင်မရာတက်ထားတဲ့ဒါ V1 V2 ပြထားရပေါ့နော်ခုနအထက်မှာညီမပြောခဲ့သလိုပဲသူကညီမတို့ဒီမှာဆိုလို့ရှိရင်လည်းဒါဒီ base station ကနေပြင်မယ်ညီမတို့ဒီ client ကိုဝင်မယ်ပြီးရင် client ကနေမှပြန်ထွက်ပြီးတော့ဒါကင်မရာကိုသွားမယ်ဒါဆိုညီမတို့ကျိုးဆွဲရလဲတက်တာသွားပြီညီမတို့ကသူညီမတို့ဒီရွေလျားတိုင်းမှာလဲညီမတို့ဒီကျိုးလိုပွန်းပဲ့တာမျိုးတွေမရှိနိုင်တော့ဘူးပေါ့နော်အဓိကညီမတို့ဒီမှာဆိုလို့ရှိရင်တက်ဆင်တဲ့ပုံစံမျိုးလေးပြပေးချင်တာပေါ့နော်တက်ဆင်တဲ့ညီမပုံစံလေးအဓိကဒီမှာဆိုလို့ရှိရင်ဒီ switch ရှိမယ်ပြီးရင်နောက်ခွက်ကြတော့ဒီမှာသူ့ရဲ့လန်ကနေပြီးတော့ညီမဘယ်လိုသွားမလဲဆိုလို့ရှိရင်ဒါ POE ဒါ POE adapter ပေါ့နော် POE adapter နေပြီးတော့သူ့ရဲ့ညီမတို့ဒီ POE adapter သူ့ရဲ့ point မှာတစ်ခါတည်းပါပြီးသားပေါ့နော် point ရဲ့ POE adapter ရဲ့ POE ကနေပြီးတော့ဒီမှာကြိုးထုံမယ်ပြီးရင်ညီမတို့ဒီမှာဒီ recorder amp ဆိုတဲ့ set ကိုဝင်မယ်ပြီးအဲ့ကနေမှ signal ပြန်လှုပ်ပြီးတော့ညီမတို့ဒီ camera amp ကို signal လှမ်းပို့မယ်ပေါ့နော်။ camera amp က receive ရပြီဆိုလို့ရှိရင်မှညီမတို့ဒီမှာလာပြီးတော့သူ့ရဲ့ဒီ data ပေါ်ကနေပြီးတော့ပြန်ထွက်ညီမတို့ဒီမှာဆိုလို့ရှိရင်ဒီကလည်းညီမတို့ POE ကနေပြန်ထွက်ပြီးတော့ဒီမှာဒီရဲ့ adapter ရဲ့ POE ကိုဝင်မှာပေါ့နော်ပြီးရင်သူ့ရဲ့ LAN ပေါ်ကနေပြန်ထွက်ပြီးတော့ဒီဘက်မှာ switch ခံလိုက်မယ်ဒါမှမဟုတ်လို့ရှိရင် AB သုံးရင်လည်း AB ဒီ camera သုံးရင်လည်း camera ဒါဝင်လို့ရတယ်ဒါဆိုလို့ရှိရင်ညီမတို့ switch သုံးမယ်ဆိုလို့ရှိရင်တော့ညီမတို့ဒီမှာ POE switch သုံးပြီးတော့ camera တွေ AB တွေကိုတစ်ခါတည်းနဲ့ data ပေးလို့ရတယ်ဒါမျိုးပုံစံချိတ်ပြီးတော့ဒါသုံးလို့ရတယ်ပေါ့နော်အဓိကညီမတို့ဒီပုံစံလေးတွေကိုဘာလို့ထည့်ပေးရလဲဆိုလို့ရှိရင်ဒီတချို့ကကြာတော့ညီမတို့ဘူးချိန်ထိညီမတို့ဒီတိုးချိတ်ဆက်ပုံလေးတွေမသိသေးလို့ညီမတို့ဒီမှာပုံလေးနဲ့တစ်ခါတည်းပြပေးတာပေါ့နော်ဒီနှစ်ခုလွဲချိတ်တာလည်းရှိရညီမတို့ဒီမှာလန်ကညီမတို့ဒီတချို့ဆိုဒီဘက် point ရဲ့ POE ကိုသွားပြီးဒီ POE ကဒီဆွတ်ကိုလာချိတ်တာမျိုးတွေရှိတယ်အဲ့ဒါကြောင့်ပေါ့နော်ဒါကတော့ညီမတို့ဒီ5 km အတွင်း project တွေမှာဆိုလို့ရှိရင်မှာသုံးမယ်ဆိုလို့ရှိရင်ညီမတို့ဒီလိုပုံစံလေးနဲ့ဒါသုံးလို့ရတယ်ခုနညီမတို့ဒါကျိုးအဓိကပြချင်တာညီမတို့ဒီကင်မရာပေါ့နော်ကင်မရာတွေမှာဆိုလို့ရှိရင်လည်းဒါသုံးလို့ရတယ်နောက်တစ်ခါကျတော့ညီမတို့ကကျိုးချိတ်ဆက်ပုံလေးပေါ့နော်ဒီမှာကင်မရာသုံးမယ်ပြီးသွားပြီဆိုလို့ရှိရင် POE adapter ရဲ့လန်ပေါ်ကနေပြန်ထုံးမယ် POE adapter POE ကနေပြီး point set ကိုသွားမယ်ဒါပုံစံလေးပြချင်တာပေါ့နော်ဒါကညီမ5 km ပေါ့နော်5 km ဒီနေရာမှာညီမဗာလဲမြင်လိုက်မယ်ဆိုလို့ရှိရင်ဒီ switch campaign ထဲမှာ POE ဒီ ampere ရှိမယ်ဆိုလို့ရှိရင်ဒီ ampere ကိုတခါတည်း data ပို့မယ်ပြီးရင် ampere ကနေမှညီမတို့က monitor ကိုဒီ ampere နဲ့ monitor ကိုဒါချိတ်ဆက်ပြီးတော့ညီမတို့ဒီကင်မရာရဲ့ညီမတို့ record video ကိုပြန်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဒါတော့ညီမ internet သုံးမယ်ဆိုလို့ရှိရင်လည်းဒီပုံစံလေးဒါသုံးလို့ရတယ်ပေါ့နော်ခုနညီမပြောခဲ့တာကတော့ ESCD တွေကညီမဒီနောက်ပိုင်းဆိုရင် 350G တို့ဒါလည်းသုံးလို့ရတယ်ပေါ့နော် 350G သုံးမယ်ဆိုလို့ရှိရင်လည်းဒါသုံးလို့ရတယ်ဒါ5 km 5 km တွေပေါ့နော်ဒီကညီမတို့မှာပြောချင်တာက point ပြည့်မယ်ဆိုလို့ရှိရင်အရင်ဆုံးခုနပြောတဲ့ line of sight ဖြစ်နေဖို့ရဲ့ဒါအစီမရှိဖို့လိုအပ်တာရဲ့ပြီးတော့ညီမတို့ဒီတစ်ပိုက်ရွေးချယ်တဲ့အခါမှာ1 km တွင်းဆိုရင်310ကိုရွေးလို့ရတယ်5 km တွင်းဆိုရင်350ဒါမှမဟုတ်ရင်350G ပေါ့နော်ဒါတွေကိုဒါသုံးလို့ရတာဖြစ်တယ်ပေါ့နော်5 km ထက်လဲကျော်တယ်နောက်တစ်ခါကျတော့10 km 7 km လောက်ရှိတယ်ပေါ့နော်ဒါမျိုး point တွေရှိတယ်ဆိုလို့ရှိရင်ညီမတို့ဘာနဲ့ပြစ်လို့ရလဲဆိုရင်ဒီ M2 CD နဲ့ဒါပြစ်လို့ရတယ်ပေါ့နော် M2 CD ကညီမတို့ဘာလုပ်လို့ရလဲဆိုရင် point to point ပြစ်လို့ရတယ် point to multi point လည်းပြစ်လို့ရတယ်နော် point to point ပြစ်မယ်ဆိုလို့ရှိရင်ညီမတို့ဒီအဓိကညီမ point to point ပြစ်မယ်ဆိုလို့ရှိရင်ညီမတို့ဒီ M2 ပေါ့နော် M2 van နှစ်ခုပဲဒါ3ရုံပဲပေါ့နော်ဒါဆိုရင် point to point ဆိုလို့ရှိရင် M2 460G ကိုပဲသုံး460F ကိုပဲသုံးလို့ရတယ် G နဲ့ F နဲ့တွဲပြီးတော့ညီမတို့ဒီ point to point အနေထားနဲ့ပြစ်လို့ရတာဆိုပြစ်လို့ရတယ်ညီမတို့ဒီမှာဒီနှစ်ခုပြစ်မယ်ဆိုလို့ရှိရင်ဒီကီလိုမီတာအဖြစ်ဆိုရင်ညီမတို့ဒါ50 ကီလိုမီတာအထိဒါသုံးလို့ရတယ်ပေါ့နော်
ဟုတ်ဘူးညီမတို့ point to multi point ပြစ်ရှင်နေဆိုလို့ရှိရင်ဘာလို့လာလဲဆိုတချို့က point to multi point ပြစ်မယ်ဆိုပြီးတော့ပစ္စည်းအဝယ်မှားတာတွေရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင် point to point ပြစ်မယ်ဆိုရင်ညီမတို့ဒီမှာအရင်ဆုံးကိုမှ point to point ရှိနေတဲ့ base station ရှိတဲ့ဒီအဓိက air metro တစ်ခုရှိတဲ့ main batch မှာဒါမျိုးဆိုရင်သူက point to multi point ပြမယ်ဆိုရင်ဒီ band တွေကိုပဲထောက်ဝယ်တာထောက်ဝယ်ပြီးလို့ရှိရင်ဒီကနေပြန်ဖမ်းလို့ရမယ်ထင်ပြီးတော့တချို့ပစ္စည်းအဝယ်မှားတာရှိရပေါ့နော်နောက်ဒီ point to multi point ပြမယ်ဆိုလို့ရှိရင်ညီမတို့ဒီ main batch မှာညီမတို့ဒီ air metro van ကိုထားเสียရမလို့တော့ဘာလို့လဲဆိုရင်ညီမတို့ဒီ multi point ပြတော့မယ်ဆိုရင် main batch မှာ base station တစ်ခုထားပေးရမယ်ပြီးရင် internal တစ်ခုထားပေးရမယ်အဲ့နှစ်ခုလိုအပ်တယ်ပေါ့နော်ဒီပြီးရင်ညီမတို့ဒီပြန်ဖမ်းတဲ့ batch တွေမှာ air metro 460G တွေနဲ့ပြန်ဖမ်းပေးရမှာဖြစ်တယ်ပေါ့နော်။မှာဆိုရင်ညီမတို့ဒီမှာပြပေးထားရပေါ့နော်။အကယ်၍ multi point ပြစ်မယ်ဆိုလို့ရှိရင်ညီမတို့ဒီမှာ base station ဒီ base station ကိုဒါသုံးပေးရမယ်ဒီ base station ကိုသုံးပေးရမယ်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ဘာလုပ်မလဲဆိုရင်ကိုကဘယ်ကိုပြစ်ချင်ဘလောက်အန်ဂယ်ကိုပြစ်ချင်အဓိကမိချင်တာလဲပြန်ဖမ်းချင်တာလဲပေါ့နော်ဒီ360 degree ပြစ်ဒီလွှင့်ချင်တာ360 degree 360ပတ်လည်ကနေပြန်ဖမ်းချင်တာမျိုးဆိုရင်ညီမတို့360 internal ကိုသုံးပေးရမယ်ဒါပေမဲ့ညီမတို့တစ်ခုထည့်ပြီးတော့စဉ်းစားမယ်ပေါ့နော်360ကိုသုံးမယ်ဆိုရင်ဘယ်လောက်ပဲရမလဲဆို2 km ပဲရမယ် distance အနေနဲ့ဆို2 km အထိပဲရမယ်2 km အတွင်းပဲ client တွေကပြန်ဖမ်းလို့ရမယ်ပေါ့နော်ဟိုကထပ်ပြီးတော့5 km အထိကိုမြင့်ချင်ဒီဖမ်းချင်တာမျိုးဆိုရင်တော့ညီမတို့360မရတော့120 internal ကိုသုံးပါပဲရမှာညီမတို့ဒါကတော့ညီမတို့120ဆိုလို့ရှိရင်သူ့ရဲ့ point အတွင်းမှာရှင်းတော့ညီမတို့ဒီ5 km အတွင်းကိုဒါသုံးလို့ရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခါကျတော့ ring ကကျင်းလဲရတယ်ညီမတို့ distance အနေနဲ့ဆိုလို့ရှိရင်10 km လောက်ထိကိုသွားချင်တာ multi point ပြစ်ချင်တာ90 m အတွင်းလဲဝင်နေဆိုရင်ညီမဘာကိုသုံးလို့ရလဲဆိုရင်ဒီ90ပေါ့နော်90ဒီကိုလွှင့်နိုင်တဲ့90 degree internal ကိုဒါရွေးပေးရမှာဖြစ်တယ်ပေါ့နော်ဒီကညီမတို့ဒီ multi point ပြည့်မယ်ဆိုလို့ရှိရင် base တွေ main batch မှာဒီ gateway ထားတဲ့ batch မှာဒီဥမာနဲ့ internet ရှိတဲ့ batch မှာ base station နဲ့ internal နဲ့internal တစ်စုံလိုတယ်ပြီးသွားကမှညီမတို့ client batch ကနေပြီးပြန်လွှင့်တဲ့ device တွေပြန်လွှင့်တဲ့ signal ကိုပြန်ဖမ်းမယ်ညီမတို့ဒီမှာပြန်ဖမ်းမဲ့အိမ်တွေမှာပါ air metro van တွေလိုတာဖြစ်တယ်ပေါ့နော်ဒါတော့ညီမတို့ပြန်ဖမ်းတဲ့ pattern တွေမှာဘယ်လောက်ထိသုံးလို့ရလဲဆိုရင်30ဒီ air metro van 30ပေါ့နော်ဒီ point မှာဒီ point ကိုညီမတို့ဒီ client ရဲ့ version ကနေပြီးတော့ပြန်ဖမ်းမယ်ဆိုလို့ရှိရင်လုံး maximum 30လောက်ထိဒါသုံးလို့ရတယ်ပေါ့နော်ဒါတော့ညီမတို့ဒီပုံမှန်အဖြစ်ကိုက point to point သုံးမယ်ဆိုလို့ရှိရင်တော့ဒီတိုင်နေအများကြီးထောင်းရတာတွေရှိမယ်အကယ် point to multi point သုံးမယ်ဆိုလို့ရှိရင်ဒီလိုပုံစံလေးပဲပေါ့နော်ဒီမှာဆိုရင်ဒီကနေပြီးတော့ဒီ signal ဒီတိုင်ထောင်းလိုက်မယ်အလဲမှာတိုင်ထောင်းလိုက်မယ်ပြီးလို့ရှိရင်သူကနေလွှင့်တဲ့ signal ကိုဒါဆို360ပုံစံမျိုးပေါ့နော်ပြန်ပြီးတော့ဖမ်းပြီးတော့ညီမတို့ data တွေကိုဥမာနဲ့ဒီမှာအိမ်တွေဒါမှမဟုတ်လို့ရှိရင်ဘေးမှာအစအဦးတွေကိုပေးမယ်ဆိုလို့ရှိရင် data တွေပြန်ပေးလို့ရတယ်ပေါ့နော်ဘာဖြစ်သွားနိုင်လဲဆိုလို့ရှိရင်ဒါဆိုလို့ရှိရင် interference နဲ့နေတာ short ချလို့ရသွားပြီပေါ့နော်ကဲကွာဒီနေရာမှာဒီ point to point နေရာသုံးမယ်ဆိုလို့ရှိရင်တိုင်နေလည်းအများကြီးထောင်းမယ်နောက်က device တွေက signal ဒီ device ကလည်းလွှင့်ဒီ device ကလည်းလွှင့်တာဒီမှာလည်းလွှင့်တဲ့ဒီသူ့ရဲ့ signal ရှိမယ်ဒါဆိုလို့ရှိရင် signal တွေထပ်ပြီး interference နဲ့များတာရှိနိုင်တယ်ဒါမျိုးဆိုလို့ရှိရင်ဒီ interference နဲ့များပြီးတော့ဒီ data range ကြတာမျိုးတွေဖြစ်နိုင်တယ်အဲ့မျိုးအခြေအနေမှာဆိုရင်အရင်နီးကပ်နေရဆိုလို့ရှိရင်ဘာလုပ်လို့ရလဲဆိုရင် multi point ပြစ်ပြီးတော့ညီမတို့ဒီ signal ကိုကောင်းကောင်းနဲ့ပေါ့နော်ဒီဘက်ကပြန်ဖမ်းတဲ့ device တွေလည်းကောင်းကောင်းပြန်ဖမ်းနိုင်မယ် interference ကင်းနဲ့ညီမတို့ဒီ data တွေကိုကောင်းကောင်းနဲ့ performance ကောင်းကောင်းနဲ့ဒါသုံးလို့ရမှာဖြစ်တယ်ပေါ့နော်ဒါတော့ညီမတို့ outdoor CCTV မှာလည်းဒါသုံးမယ်ဆိုသုံးလို့ရတယ်နောက်တစ်ခါကျတော့ Drone ISP လိုနေရာမျိုးတွေမှာသုံးမယ်ဆိုလို့ရှိရင်လည်းဒါသုံးလို့ရတယ်ပေါ့နော်အဓိကညီမတို့ဒီမှာဒီ CCTV ပေါ့နော် CCTV ဒီ system တွေမှာဆိုလို့ရှိရင် point to point နေတာသုံးလို့ရတယ်အဓိက distance အရန်ဝေးတဲ့နေရာမျိုးတွေမှာဆိုလို့ရှိရင်ညီမတို့ဒါသုံးလို့ရတယ်ပေါ့နော်ဒါကတော့ညီမတို့ဒီ region မှာဆိုလို့ရှိရင် point to point သုံးမယ်ဆိုလို့ရှိရင်ဒါရွေးလို့ရတဲ့ဒါ device တွေပေါ့နော်ဥပမာနဲ့ညီမတို့ဒီ ESD 100 E ဒီ900 mೀಟರ್ဆိုလို့ရှိရင်100 DE ကိုသုံးလို့ရတယ်သူ့ထက်များသွားပြီဆိုလို့ရှိရင်310 V2 ကိုသုံးလို့ရတယ်ညီမတို့ဒီ1 km ပေါ့နော်အကယ်2 km ဖြစ်သွားပြီ5 km လောက်ဖြစ်သွားပြီဆိုလို့ ESD 350 V2 သုံးလို့ရတယ်350 G တွေသုံးမယ်ဆိုလို့ရှိရင်ဒါသုံးလို့ရတယ်ပေါ့နော်ပြီးရင်ဒီမှာဆိုလို့ရှိရင်ဒီ10 km တို့15 km တို့ဆိုလို့ရှိရင်ညီမတို့ဒီမှာmetro 460G တို့460 F တို့သုံးလို့ရတယ်460G နဲ့ F ကဘာကွာလဲဆိုရင် F ကကြတော့100 မှတ်ပဲထုတ်ပေးတာညီမတို့ G ကကြတော့ G ကပဲ1000မှတ်ကိုဒါထုတ်ပေးတာဖြစ်တယ်ပေါ့နော်
ကဲညီမတို့ဒီလို internal ရဘယ်ချိန်မှာသုံးတာလဲဆိုရင် multi point ပြတဲ့အခါမှာသုံးတာ multi point ပြတဲ့အခါမှာ distance ပေါ်မူတည်တယ်ညီမတို့ပြန်ဖမ်းတဲ့device တွေကပြန်ဖမ်းမဲ့ distance ရယ်နောက်တစ်ခုကကြတော့ signal လွှင့်ချင်တဲ့ပုံမှာမူတည်ပြီးတော့ညီမတို့က internal ကိုရွေးပြရမှာပေါ့နော်360လားဒါမှမဟုတ်120လားဒါ90လားအဲ့ပုံမှာမူတည်ပြီးတော့ညီမတို့ဒါဒီ internal ကိုရွေးမယ်နောက်တစ်ခုကကြ distance ပုံမှာမူတည်ပြီးတော့ဒါရွေးပြရမယ်ပေါ့နော်ဒါကြောင့်ညီမတို့ဒီမှာ base station နဲ့ internal ပေါ့နော်တစ်စုံက multi point သုံးတဲ့အခါမှာဒါမဖြစ်မနေသုံးဖို့လိုအပ်တယ်ပေါ့နော်ဒါကတော့ညီမတို့ဒီ CCTV scenario တွေပေါ့နော် CCTV scenario တွေမှာဆိုလို့ရှိရင်သုံးမယ်ဆိုလို့ရှိရင်လည်းဒါသုံးလို့ရတယ်ပေါ့နော်ဒီက point to multi point သုံးပြီးတော့ညီမတို့အချို့ကျိုးဆွဲရခဲ့တဲ့ CCTV solution တွေမှာဆိုလို့ရှိရင်ညီမတို့ဒါdata တွေကိုညီမတို့ transfer လုပ်ဖို့အတွက် point to multi point ကိုဒါသုံးလို့ရတယ်ပေါ့နော်ဒါဒီ CD road တွေ factory လိုနေရာမျိုးတွေနောက်တစ်ခါကျတော့ဒီ site ခင်းတွေပြီးစနစ် area တွေဒါမျိုးတွေမှာသုံးမယ်ဆိုရင်ဒါသုံးလို့ရတယ်ပေါ့နော်အဲ့လိုနေရာမျိုးဆိုရင်ကျိုးဆွဲရလဲခက်တယ်ညီမတို့ဒီ distance နေဆိုလို့ရှိရင်ဒါအဝေးကြီးတွေပေါ့နော်အဲ့လိုနေရာမျိုးမှာညီမတို့ဒီလိုမျိုး point ပြစ်ပြီးတော့ data တွေ transfer လုပ်ပြီးတော့ CCTV solution တွေဒါပေးလို့ရတယ်ပေါ့နော်ဒါကတော့ညီမတို့ဒီ point to point solution ဒီ point project တွေသုံးမယ်ဆိုလို့ရှိရင်နောက်ဒါ solution နှစ်ခုရှိရ point to point လားဒါမှမဟုတ်လို့ရှိရင် point to multi point လားအရင်ဆုံးဒီစဉ်းစားရမယ်ပေါ့နော်စဉ်းစားပြီးတော့ညီမ point to point လုံးတင်လား point to multi point ကိုသုံးတင်လားဆိုတော့ဒီစဉ်းစားပြီးတော့ညီမတို့ဒီ product ရွေးချယ်မှုပိုင်းတွေလုပ်ရမယ်ပြီးရင်နောက်တစ်ခါကျ installation ပိုင်းပေါ့နော် installation လုပ်တဲ့အခါမှာဆိုလို့ရှိရင်လည်းအရန်ကိုဒါလွယ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခါကျတော့ဒီ configuration လုပ်တဲ့အပိုင်းမှာဆိုလို့ရှိရင်လည်းလွယ်ကူကူနဲ့ဒါလုပ်လို့ရတယ်ပေါ့နော် point to multi point ဆိုလို့ရှိရင်ဒါသုံးမယ်ဆိုလို့ရှိရင်ဒါအချိန်ကုန်လဲဒါသက်သာတယ်နောက်ခါကျတော့ maintain လုပ်တဲ့အခါမှာဆိုလို့ရှိရင်လည်းအလျံကိုလွယ်ကူနဲ့ဒါလုပ်လို့ရမှာပေါ့နော်နောက်ခုညီမတို့ဒီမှာ base station နဲ့ညီမတို့ဒါကတော့ညီမတို့ဒီမှာပြထားတာ base station ပေါ့နော် base station က point to multi point သုံးတဲ့အခါမှာဒါသုံးဖို့လိုအပ်တဲ့ device ပေါ့နော်ဒီ main base ချမ်းမှာထားပြရမယ်။ဘာနဲ့တွဲရမလဲဆိုရင်ညီမတို့ဒီ internal device နဲ့ဒါတွဲရမှာပေါ့နော်။အကယ်သူ့အခြားသော CP နဲ့ pair လုပ်မယ်ဆိုလို့ရှိရင်သူ့မှာညီမတို့ဒီ one click ဒါနှိပ်လို့ရတယ်ပေါ့။ညီမတို့ pair လုပ်တဲ့ဒီ button လေးပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ရုံပဲပေါ့နော်။လောလောကူနဲ့ဒါလုပ်လို့ရမှာဖြစ်တယ်ဒီကသူ့ pair လုပ်တဲ့အချိန်မှာတော့ညီမတို့ဒီသူနဲ့ pair လုပ်မဲ့device တွေဖြစ်တဲ့ညီမတို့ဒီ 460G တို့460 app တို့ကကြတော့ default အနေထားမှာရှိနေရမှာပေါ့နော်အဲဆိုရင်ညီမ auto pair လောက်သွားလိမ့်မယ် config လုပ်ရတာအရန်ကိုဒါလွယ်တယ်ပေါ့နော်ဒါကတော့ညီမတို့ဒီ CCTV ပဲဖြစ်ဖြစ်ညီမတို့ဒီ data ပဲဖြစ်ဖြစ်ညီမတို့ဒီ point to multi point ကိုသုံးပြီးတော့ညီမတို့ဒီ stable ဖြစ်ဖြစ်နဲ့ပေါ့နော် data ကို transfer လုပ်လို့ရတယ် configuration လုပ်တဲ့အခါမှာဆိုလို့ရှိရင်လည်း multi point ဆိုပြီးလွယ်ကူကူနဲ့ဒါလုပ်လို့ရမှာဖြစ်တယ်ပေါ့နော်ပြီးရင် cloud account ကနေပြီးတော့ညီမတို့ဒီ maintain လုပ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ပိုင်း maintain အတွက်လည်းဒါလုံးဝဒါအဆင်ပြေတယ်ပေါ့နော်အချိန်ကုန်သက်သာသွားနေညီမတို့ဒါ maintain ဒီ maintain လုပ်တဲ့အပိုင်းတွေမှာဆိုလို့ရှိရင်လည်းလွယ်ကူကူနဲ့လုပ်လို့ရမှာဖြစ်တယ်ပေါ့နော်ဒီ ring မှာဆိုလို့ရှိရင်ဒီအရင်တော့ကညီမတို့ဒီ point to point ပြစ်မယ်ဆိုလို့ရှိရင်ညီမတို့ဒီ point to point တွေလုပ်တော့မယ်ဆိုလို့ရှိရင် survey တူတွေသုံးရတာတွေရှိရပေါ့နော်ဒီတချို့တော့ဒီ device တွေဆိုလို့ရှိရင်ညီမတို့ဒီလိုမျိုးpoint to point တွေ survey ကြည့်မယ်ဆိုလို့ရှိရင်ညီမတို့ software နှစ်ခုကြည့်ရတာပေါ့နော်ဒီတခြားဒီ Google Map ကတခုတခြားသောညီမတို့ဒီဒါကိုပြပေးနိုင်တယ်ညီမတို့ဘလောက် distance ကိုပြပေးနိုင်တယ် software တခုဒါမျိုးနှစ်ခုတွဲပြီးတော့ဒါမျိုးကြည့်ရတာပေါ့နော်အခုဆိုလို့ရှိရင်အဲ့လိုကြည့်စရာမလိုတော့ဘဲနဲ့ညီမတို့ original မှာဆိုလို့ရှိရင်ဒီ AI HIMAT ဆိုတဲ့ software ကနေ sorry AI HIMAT ဆိုပြီးညီမတို့ဒါထုတ်ပေးထားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် Rigid Cloud မှာသွားပြီးတော့ညီမတို့လောကူကူနဲ့ဒါကြည့်လို့ရတယ်အခုနညီမတို့ survey 2ကို site ထဲကိုသွားစရာမလိုဘူးအဓိက point location ကိုကြည့်ပြီးတော့ညီမတို့ဒီမှာလာပြီးတော့ survey ရင်တိုင်းကြည့်ရမယ်တိုင်းအမြင့်ဘယ်လောက်ထောင်းရမလဲဘယ်လောက်လှည့်ရမလဲအစားညီမတို့ဒီမှာဒီ HIMAT မှာဒီပြပေးတယ်ပေါ့နော်ပြပြတဲ့အတွက်ကြောင့်မလို့လောကူကူနဲ့ဒါလုပ်လို့ရမှာဖြစ်တယ်ပေါ့နော်ဒါတော့ AI HIMAT 2လေးဘယ်လိုသုံးရလဲဆိုတာကိုဒီမှာပြပေးထားတာပေါ့နော်ဒီ view လေးတစ်ချက်ကြည့်လိုက်ပေါ့နော်အရင်ဆုံးညီမတို့ဒီမှာဆိုရင်သူက location အရင်ဆုံးချလိုက်တာ main location ကိုအရင်ဆုံးချလိုက်မယ်ချပြီးသွားလို့ရှိရင်နောက်ထပ်တစ်ခုကကြတော့ကိုပြင်းမဲ့ဒီ client တွေရဲ့ position ကိုချလိုက်တယ်ချပြီးသွားလို့ရှိရင်အဲ့ကြမှာညီမတို့ဒီမှာလိုက်ပြီးတော့ဒီအဲ့ဒါကို base station နဲ့လှမ်းပြီးချိတ်လိုက်တယ်ချိတ်ပြီးသွားပြီဆိုလို့ရှိရင်
ဒီမှာဆိုလို့ရှိရင်ကာလာလေးတွေနဲ့ပြပေးတာ signal ရောက်တဲ့နေရာတွေကာလာမရှိဘူးဆိုလို့ရှိရင် signal မရောက်တဲ့နေရာတွေအဲ့လိုနေရာမျိုးမှာဆိုလို့ရှိရင်တိုင်အမြင့်ဘလို့ထောင်းရင်ဒီ signal ကရောက်နိုင်လဲဒီလိုမျိုးအခြေအနေမှာဆိုလို့ရှိရင်တိုင်အမြင့်ကိုလည်းညီမ adjust လုပ်လို့ရတယ်ဒီပေါ်မှာဆိုလို့ရှိရင်ညီမတို့ဒီမှာဒါတွေကတိုင်အမြင့်ဘယ်လောက်ထောင်းရမလဲဒီမှာလာပြီး adjust လုပ်လို့ရတယ်ဒီမှာလည်းအနှိမ့်အမြင့်ဘယ်လောက်ထောင်းရမလဲ adjust လုပ်လို့ရတယ်ပေါ့နော်ပြီးရင်ညီမတို့ဒီဟာမျိုးတွေcustomer ကcustomer ကိုရှင်းပြဖို့လိုအပ်တယ်ဆိုရင်ဒါဟိုကညီမတို့က export ထုတ်ပြီးတော့ဒါ customer ကိုဒါပေးလို့ရတယ်ပေါ့နော်ဒါအမြင့်ဘယ်လောက်ထောင်းရမယ်နောက်တစ်ခါကျကားပါးတွေဘယ်လောက်ဆိုလို့ကားပါးတွေဘယ်လောက်ထိဒီအဓိကရောက်တယ်ပေါ့နော်အဓိကကားပါးတွေဘယ်လောက်ထိမိတယ်ဆိုတာလေးကိုညီမတို့က customer ကဒါပြပေးလို့ရတယ်ပေါ့နော် export ဘိုင်ကိုလည်းဒါထုတ်ပြီးတော့လောလောကူကူနဲ့ဒါလုပ်လို့ရမှာဖြစ်တယ်ပေါ့နော်အဓိကညီမတို့ဒီမှာကဘာကိုပြချင်တာလဲဆိုရင်ဒီကို point လုပ်တဲ့အခါမှာ point မလုပ်ခင်မှာဒီလိုမျိုးစာပေးကိုကြိုကြည့်ထားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဒါအဆင်ပြေတဲ့တစ်ပိုက်ဘယ်တစ်ပိုက်ကိုဝယ်ရမလဲအစားညီမကြိုပြီးတော့သိနိုင်တယ်ပေါ့နော်အဓိကကိုကပြစ်တော့ point တော့ပြင်မယ်ဒါပေမဲ့အိမ်နှစ်ခုကြားရဲ့အကွာအဝေးဒါမှမဟုတ်လို့ရှိရင်အဆောင်နှစ်ခုကြားရဲ့အကွာအဝေးကိုကမသိဘူးခံမှန်းခြင်းနဲ့1000လောက်ပဲရှိတယ်ခံမှန်းပြီးတော့တကယ် real လုပ်တဲ့အချိန်မှာ1000ကျော်နေရမျိုးလည်းဖြစ်နိုင်တယ်ဒါကြောင့်မလို့ညီမတို့ဒီမှာအကွာအဝေးတွေကစာညီမတို့ Rich ရဲ့ AI Hima မှာပြပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ဆုံးအနေနဲ့ AI Hima ကိုသုံးပြီးတော့စာပေးရင်ကြည့်လိုက်ပေါ့နော်ကြည့်ပြီးကမှ distance သိမယ်ပြီးရင် model သိရမယ်ပြီးရင်ထောင်ရမယ်အမြင့်တွေသိရမယ်ဆိုရင်လောလောကူကူနဲ့ညီမတို့ဒီ point project တွေကိုလောလောကူကူနဲ့ဒါတိဆောက်လို့ရမှာဖြစ်ပါတယ်ဒါကတော့ညီမတို့ဒီ wireless project တွေလုပ်တဲ့အခါမှာဆိုလို့ရှိရင်အရင်ဆုံး project မလုပ်ခင်မှာဘယ်လိုစရမလဲဘယ်လိုမျိုးအရင်ဆုံးစဉ်းစားရမလဲဆိုတာလေးကိုညီမတို့ဒါထည့်ပေးထားတာပေါ့နော်အဲ့မှာညီမတို့ဒီ project တွေလုပ်တဲ့အခါမှာလောလောကူကူနဲ့ဒါလုပ်လို့ရမှာပေါ့နော်အရင်ဆုံးညီမတို့ဒါတီနေရာတွေတတ်မှတ်ပြီးတော့ဘာလုပ်ရမလဲဆိုလို့ရှိရင်ဒါ distance တွေအရင်ဆုံးကြည့်ရမယ် AI Hima မှာတွားပြီးတော့အရင်ဆုံးဒီစာပေးကြည့်ရမယ်ပေါ့နော်ဒီဆိုညီမတို့ဒါဒီနေရာတွေတတ်မှတ်မယ် point နှစ်ခုအကွာအဝေးတွေတတ်မှတ်မယ်ပြီးရင်အမြင့်တွေအကွာအဝေးတို့တိုင်းမယ်ပြီးရင်ညီမတို့ဒီဘလောက်အကွာအဝေးဘလောက်တစ်ပိုက်ကိုသုံးရမလဲဆိုပြီးတော့ညီမတို့ဒါဒီဆုံးဖြတ်မယ်သိနိုင်မယ်ပေါ့နော်ပြီးသွားလို့ရှိရင်ညီမအဲ့မှာ base station တွေဒုတိယအဆင့်ရောက်မှညီမတို့ဒီအကွာအဝေးတွေနောက်တစ်ခါကျတော့ခုနအမြင့်တွေကိုတိပြီးသွားပြီဆိုကမှညီမတို့ installation တွေစလို့ရပြီအဲဆိုရင်တစ်ပိုက်ဘယ်တစ်ပိုက်ကိုဝယ်မယ်ဝယ်ပြီးသွားပြီဆိုကမှညီမတို့ဘာလုပ်မလဲဆိုရင်ဒီ installation မှနေစမယ်ပေါ့နော်ခုနကတော့Hima မှာကြည့်ထားတဲ့အတိုင်းညီမတို့ဒီအမြင့်တွေထောင်မယ်ပြီးသွားလို့ရှိရင် base station တွေတက်မယ် client ရဲ့ channel တွေတက်မယ်ပေါ့နော်နောက်တစ်ခါကျမှညီမတို့ဒီပြီးရင် configuration မှာ configuration ကတော့ညီမတို့ဒီESD CD တွေဆိုလို့ရှိရင် auto လုပ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်လို့တခါတည်းနဲ့တန်းတက်ပြီးတော့ဒါသုံးရုံပဲပေါ့နော်ဒါပေမဲ့ MF ထိုးဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့ညီမခုနလိုမျိုးသူ့မှာတော့ညီမတို့ဒီ pair လုပ်ဖို့အတွက်WPS button လေးထည့်ပေးတာ WPS ဆိုတဲ့ button လေးတော့ထည့်ပေးထားတယ်အဲ့မှာအရင်ဆုံး pair လုပ်ပေါ့နော်အကယ်အဲ့လိုလုပ်ချင်မှုကွန်ပျူတာနဲ့လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီလောလောကူကူနဲ့ဝင်ပြီးတော့လုပ်လို့ရတယ်ဒါမှမဟုတ်ဖုန်းနဲ့လုပ်မှဆိုလို့ရှိရင်လည်းလုပ်လို့ရတယ် MF ထိုးတွေကိုတော့နည်းနည်းconfiguration လေးဝင်လုပ်ပေးဖို့လိုတယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ဒါ configuration တွေလုပ်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့က base station တွေကိုတက်မယ်နောက်တစ်ခါကျတော့ဒီ client တွေတက်မယ်ပြီးရင်ဒီ configuration တွေလုပ်မယ်ပြီးတော့ကမှညီမတို့ SSID ပြင်တာတို့ channel adjust လုပ်တာတို့ဒါလုပ်ပေးရမှာပေါ့နော်ဒါတွေကကျတော့ညီမ SSID ပြင်ချင်တယ်ဆိုလို့ရှိရင်လည်းဒါ configuration လုပ်တဲ့အခါမှာတစ်ခါတည်းပြင်လိုက်ရတယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ညီမဘာလဲဒီ device တွေဒီ time ပေါ်ရောက်သွားတဲ့အခါဆိုရင်ညီမဘာလုပ်ပြရမလဲဆိုရင် signal adjust လုပ်ပေးရမှာပေါ့နော် signal ကိုပြန်ချိန်ပေးရမယ်ဒီမီလာမမီလာတိုင်ချိန်တာမျိုးတွေလုပ်ပေးရမယ်ပေါ့နော်အဓိကညီမတို့ဒီမှာRich ရဲ့ညီမတို့ဒီ AI Hima ကိုသုံးညံ့ပြန်ဘာကောင်းလဲဆိုလို့ရှိရင်ညီမတို့ဒီမှာတစ်ခါတလေအကွာဝေးကမြင်နေရပေမဲ့ device တွေအပေါ်ရောက်သွားတဲ့အခါမှာဆိုလို့ရှိရင်မျက်နှာချင်းဆိုင်ဖြစ်ရလားကိုပြစ်မဲ့နေရနှစ်ခုအကွာဝေးတွေကဒီအဓိကအတိုင်းဘယ်ဘက်ကိုလှည့်ရမလဲမသိဘူးဆိုလို့ရှိရင်ညီမအဲ့မှာ Google Map မှာတစ်ခါလေးပြပေးတယ်ဘယ်ဘက်ကိုလှည့်ရမယ်ပြီးရင်ဘယ်ဘက်ကိုလှည့်မယ်ဆိုလို့ရှိရင်ညီမတို့ဒီမျက်နှာချင်းဆိုင်ဖြစ်တယ်အဲ့လိုမျိုးပါစာညီမတို့ဒါပြပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ AI Hima ကိုတုံးပြီးတော့ point ပြစ်မယ်ဆိုလို့ရှိရင်ကို point ပြစ်တဲ့အခါမှာဆိုလွယ်လွယ်ကူကူနဲ့ဒါပြစ်လို့ရမှာဖြစ်တယ်ပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်ကအကွာဝေးယူ point ပြရတာဖြစ်တဲ့အတွက်ကြောင့်အဲ့နှစ်ခုကမျက်နှာချင်းဆိုင်နေတာတိုင်းရဟိုအရှိပဲလှည့်ရမှာအနောက်ဘက်လှည့်တာမျိုးတွေတောင်ဘက်လှည့်နေတာမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်လည်း signal ကမမိနိုင်ဘူးပေါ့နော်ဒါကြောင့်မလို့ညီမတို့ point ပြစ်တဲ့အခါမှာအခုလိုမျိုးAI Hima ကိုကြည့်ပြီးတော့ညီမတို့ဒီ signal မီလာမျက်နှာချင်းဆိုင်ဖြစ်ရလားဒါမျိုးကြည့်ပြီးလောက်တာပို့ပြီးတော့ဒါအဆင်ပြေတယ်ပေါ့နော်
အဲ့ဒါမှညီမတို့ဒီ software ကနေပဲကြည့်လို့ရမှာတကယ် real site မှာကျတော့အဲ့ဒါတွေကြည့်ဖို့အတွက်ဆိုတာကဒါမလွယ်ဘူးပေါ့နော်ဒီတိုင်ရလဲအမြင့်မှာရှိနေတယ်အကွာဝေးရလဲအရန်ဝေးတာဖြစ်တဲ့အတွက်အဲ့အမျိုးတွေမလုံနိုင်ဘူးပေါ့နော်ဒါကြောင့်ညီမတို့ဒီတကယ်တိုင်ထောင်းတဲ့အချိန်မှာအရာတွေကိုထည့်ပြီးတော့ဒီအရင်ဆုံးမလုတ်ခင်မှာ AI ဟိမှန်မှာစာပေးအရင်ကြည့်ပြီးခါမှာအမြင့်နေလှည့်ရမယ့်ဘက်တွေတခါတည်းအကုန်လုံးပြင်ဆင်ပြီးခါမှာတိုင်ထောင်းပြီးတော့ညီမတို့ဒီ signal ပြန်ချိန်တာပို့ပြီးတော့ကောင်းတယ်ပြီးရင်အချိန်လိုအတွင်းမှာလည်းညီမတို့ဒီpoint project တွေလွယ်လွယ်ကူကူနဲ့ဒါလုပ်လို့ရမှာဖြစ်တယ်ပေါ့နော်ဒါကတော့ညီမတို့ဒီ point နံပါတ်ဒီ point သုံးမယ်ဆိုလို့ရှိရင်ညီမတို့ဒီမှာ 460G နောက်တစ်ခါကျတော့ 460F သို့မဟုတ်ဒါဒီနှစ်ခုတည်းတစ်ခုကိုသုံးလို့ရတယ်ပေါ့နော်ဒါ base station တွေလိုအပ်တယ်နောက်တစ်ခါကျတော့ antenna တွေဒါလိုအပ်တယ်ပေါ့နော်ဒါကတော့သူ့ရဲ့ညီမတို့ဒါဒီ outdoor area ဖြစ်တဲ့အတွက်ကြောင့် IP65 IP rating ပေါ့နော်65ကိုဒါထောက်ပံ့ပေးထားတာဖြစ်တယ်ပေါ့နော်ပြီးရင်နောက်ခါကျတော့ဒီ live မိုင်းဆို 6GB ကိုဒါထောက်ပံ့ပေးထားတာဖြစ်တယ်ပေါ့နော်ဒီကဒီ running ဆိုလို့ရှိရင်တော့အဓိက3 year ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါအများကြီးပေါ့နော် runny တိုင်းနေဆိုလို့ရှိရင်အများကြီးပြတာဖြစ်တဲ့အတွက်ကြောင့်လို့စိတ်ချရစီသွားနေညီမတို့ဒါသုံးလို့ရတယ်ပေါ့နော် pairing လုပ်တဲ့ခါမှာလည်းလွယ်လွယ်ကူကူနဲ့ဒါလုပ်လို့ရမှာဖြစ်ပါတယ်ဒါကတော့ညီမပုံစံအဖြစ်ဥမာအနေနဲ့ဒါ point topology တစ်ခုကိုဒါပြပေးတာပေါ့နော်ဒါတချို့ကတော်တော်များများကဒီ point project လုပ်တဲ့အခါမှာတူးချိတ်တာတွေရောညီမတို့တစ်ခါလေကြားလို့ရှိရင်လွဲနေတာမျိုးလည်းဖြစ်တယ်configuration မှာနည်းနည်းခက်ခဲရှိတာမျိုးလည်းဖြစ်တယ်ပေါ့နော်ဒါကြောင့်ညီမဒီနေ့မှာဆိုလို့ရှိရင် point လုပ်တဲ့အခါမှာ AB ကိုပဲတုံးတော့ဥမာနဲ့ခုမှကညီမတို့ဒီ AB solution ကြောင့်ပြောမှာပေါ့နော် AB လုပ်တဲ့အခါမှာဆိုလို့ရှိရင်လည်းအဲ့လိုဒီတချို့ဒီတချို့ကြတော့ဒါဒီ error တော့မဟုတ်ဘူးပေါ့နော်မသိတေချာမသိလို့ဟိုလုံးလိုက်တာမျိုးတွေဒါမျိုးတွေကြောင့် internet မရတာမျိုးတွေလည်းဖြစ်နိုင်တယ်ဒါကြောင့်ဒါလေးတွေပါညီမထည့်ပြီးတော့ဒါပြောပြပေးမှာပေါ့နော်ဒါကတော့ညီမတို့ဒီ point project ဆိုပြီးဒီမှာကညီမတို့ EST 350လို့ပြောရမယ်တကယ် point ကဒီနေရာမှာ350လည်းဖြစ်ချင်းဖြစ်မယ်ညီမတို့310လည်းဖြစ်ချင်းဖြစ်မယ် M2 တစ်ပိုင်းလည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော်ဒါမျိုးတွေသုံးမယ်သုံးပြီးဒီ idea ကနေညီမတို့ဒီ point တစ်ခုပြစ်လိုက်မယ်ပြလိုက်မယ်ဆိုလို့ရှိရင်အရင်ဆုံးညီမတို့ဘာလုပ်ရမလဲဆိုတော့ gateway ကနေညီမတို့ကြာကျိုးထွက်မယ်ကျိုးထွက်ပြီးသွားလို့ချင်း gateway ကကျိုးထွက်မယ်ဆိုဘယ်ကိုထိုးရမလဲဆိုရင်ညီမတို့ PoE adapter ညီမတို့ဒီ LAN ကိုထိုးမှာဘာလို့ဆိုရင်ညီမတို့ဒါ internet ပေးမှာမလို့ LAN ကိုထိုးမှာပြီးရင်နောက်တစ်ခါကျ PoE adapter PoE ကနေပြီးတော့ညီမတို့ကျိုးထွက်ပြီးတော့ဘာလုပ်မလဲဆိုရင် point ကိုသွားမှာ point ကိုသွားမယ်ဆိုလို့ရှိရင်ညီမတို့ဒါ PoE ကနေကျိုးထွက်သွားမှာညီမတို့သူ့စီကို power ရောက်မှာဒါကြောင့်ညီမတို့ဒါ PoE ကနေသွားပေးရမယ်ပေါ့နော်ပြီးသွားရင်ညီမတို့ဒါ signal ပို့မယ်ပို့ပြီးသွားပြီဆိုရင်ညီမတို့ဒီမှာပြန်ဖမ်းတဲ့ဘက်ချမ်းမှာလည်းညီမတို့ဒီ point client ရဲ့ device ကိုတက်မယ်အဲ့ဒါဆိုရင်လည်းပြန်ဖမ်းတဲ့ device ကနေပြန်ထွက်တဲ့ကြိုးကိုညီမတို့ပဲ PoE adapter ရဲ့ဘယ်မှာထိုးမလဲဆိုရင် PoE ပေါ်မှာထိုးမယ် PoE ရဲ့ LAN ပေါ်ကနေမှကြိုးထွက်မယ်ထွက်ပြီးတော့ညီမတို့ဘာလုပ်မလဲဆိုရင်ဒီနေရာမှာတချို့က AB switch မသုံးမနဲ့ AB တိုက်ရိုက်သုံးမယ်ဆိုဘာလို့လဲဆိုရင် PoE adapter တစ်ခုထပ်လို့တယ်ညီမတို့ဘာအတွက်လဲဆိုရင် AB အတွက်ပေါ့နော် AB အတွက်ညီမတို့ PoE adapter တစ်ခုထပ်လို့တယ်ဒီကထွက်လာတဲ့ LAN ကအဲ့ AB ရဲ့ PoE adapter ရဲ့ LAN ကိုသွားမယ် LAN ကိုသွားပြီးကမှလည်း PoE adapter ရဲ့ PoE ပေါ်မှာညီမတို့ခုလိုမျိုး outdoor AB ဖြစ်တဲ့ဒါ SID2OD တို့နောက်က AB သုံးမယ်ဆိုလို့ရှိရင်လည်း IP SID2 တို့ဒါတွေကိုဒါသုံးလို့ရမယ်တချို့ကကြာညီမတို့ဒီနေရာမှာဘာတွေသုံးလဲဆိုလို့ရှိရင်AB နှလုံးဆိုရင်တော့ဆွဲခံလိုက်ပြဿနာမျိုးဆွဲခံလို့ရှိရင် PoE ဆွဲခံပေးရမယ်ပေါ့နော် PoE ဆွဲခံပြီးတော့ဒါသုံးပေးရမယ်အကယ်၍ဒီနေရာမှာ AB တစ်လုံးနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ PoE adapter နဲ့သုံးလို့ရတယ်တွဲဖို့နဲ့ပေးလို့ရတာဆိုရင်တွဲဖို့နဲ့လည်းဒါပေးမယ်ဆိုရင်ပေးလို့ရတယ်အကယ်၍ AB ကိုသူ့ရဲ့ power ကိုလုံလုံလောက်ပေးနိုင်တဲ့တွဲဖို့ဆိုလို့ရှိရင်ဒါပေးလို့ရတယ်ဒီနေရာမှာမှားတာပါလဲဆိုတော့ကျွန်တော် PoE adapter ဝယ်တဲ့အခါမှာမှားတာပေါ့နော် PoE adapter တွေမှာကျွန်တော်ဒီနေရာမှာသုံးတဲ့ PoE adapter ကျွန်တော်ဒီဟာကိုWi-Fi 6 AB တွေဆိုလို့ရှိရင်ကျွန်တော် rich မှာဆိုလို့ရှိရင်ဒီ Wi-Fi 6အတွက်ထုတ်ထားတဲ့ဒါ PoE adapter ရှိအဲ့ adapter တွေကိုသုံးလို့ရတယ်သုံးပေးရမှာပေါ့နော်ဒီမှာဆိုရင် AD30 တို့ပြီးရင်နောက်တစ်ခါကျတော့ 120G တို့ဒီမှာ 130G တို့ဒါမျိုး PoE adapter တွေကိုဒါသုံးပေးရမှာပေါ့နော်အဲ့မှာကျွန်တော်ဒီပုံတချို့ကြဘာတွေသုံးထားလဲဆိုလို့ရှိရင်ဒီနေရာမှာ point adapter တွေဝယ်ပြီးသုံးတာရှိတယ်ဒီနေရာမှာကျကြ point adapter ဝယ်ပြီးသုံးပြီးတော့ဒီ AB ကမီးမလင်းမှုတို့ဒီ AB က internet သုံးလို့မရဘူးဆိုရင်ကျွန်တော်ဒီနေရာလေးတချို့ customer တွေကဝယ်လာပြီးဒီ internet ကမရဘူး wifi နဲ့ကြီးကပေါ်နေတယ်ဒါမျိုးဆိုလို့ရှိရင်ဒီနေရာကိုလာကြည့်လိုက်ပေါ့နော်ဒီနေရာမှာဒီချိုးကြတော့ကျွန်တော် AB ကအပေါ်ရောက်သွားတဲ့အတွက် AB ကိုမကြည့်တော့ဘူးဘာကိုကြည့်လဲဆိုလို့ရှိရင်ဒီမှာလာပြီးတော့ဒီ
POE အတက်တာမီလင်းနဲ့ဒါမျိုးဆိုလို့ရှိရင်ညီမတို့ဘာကိုစစ်ရမလဲဆိုတော့POE အတက်တာဘာ model လဲပြန်စစ်ရမယ်ပေါ့နော် POE အတက်တာမီလင်းမိမယ်ညီမတို့ဒီ POE ကို power မရောက်တာမျိုးလည်းဖြစ်နိုင်တယ်ရေရှည်မှာဒီအတွက် AB အတွက်အစင်မပြေတဲ့ POE အတက်တာမျိုးလည်းဖြစ်နိုင်တယ်ဒါကြောင့်ဒီနေရာမှာ point အတက်တာတွေမသုံးဖို့ညီမတို့ဒီနေရာမှာဒီအကြံပေးချင်တာပေါ့နော် POE အတက်တာညာ DVR ကကြတော့ AB အတွက်ဆိုညီမတို့ standard POE ကိုသုံးပြရမှာ point နေရာ passive POE တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာ point ရဲ့အတက်တာ AB အတွက်သုံးလို့မရဘူးပေါ့နော်ဒါညီမတို့ဒီနောက်ပိုင်းမှာတချို့ညီမတို့စီလဲညီမတို့ဒီတချို့ error တွေလာတယ်အဲ့နေရာမှာ point adapter တွေမှားပြီးသုံးထားတာရှိတယ်အဲ့ကြောင့်မလို့တချို့ကကြတော့ဝယ်ပြီးကမှသိတာ AB ကမလာဘူးဆိုလို့ရှိရင်ဒီနေရာမှာ point adapter တွေသုံးတာမျိုးရှိနိုင်တယ်အဲ့ကြောင့်ဒီနေရာလို့တစ်ချက်ဆက်ပြီးနော်ဒါညီမတို့ဒါဖြစ်တတ်တဲ့ဒီ issue လေးတွေပါတစ်ခါတည်းနဲ့ဒါထည့်ပြောပေးတာပေါ့နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီညီမကိုယ်ဆိုင်မှာ point ရတော့သုံးပြီးသွားပြီနောက်ပိုင်းကျမှpoint ရဒီ adapter ကိုတစ်ခုကြောင့်ပြတ်သွားတာမျိုးပျောက်သွားတာမျိုးဖြစ်သွားတယ်ဆိုလို့ရှိရင်ဒီနေရာမှာ AD 30တို့130 GE တို့ညီမတို့ဒါသုံးလို့မရဘူးပေါ့နော်သူ့အတွက်တီးတန့်ထုတ်ထားတဲ့ passive POE adapter တွေရှိရဲညီမအဲ့ passive POE adapter တွေသုံးမှဒါသုံးလို့ရမယ်ပေါ့နော်ညာညီမတို့ဒီမှာ POE AB ဆိုရင် AB အတွက် POE adapter ကိုသုံးပြီးညီမတို့ဒီ point ဆိုလို့ရှိရင်လည်း point ရဲ့ adapter ကိုဝယ်ပြီးတော့သုံးပြီးပေါ့နော်တချို့ကဒီမှာ POE adapter သုံးပြီးတော့ဒီ point က power မလာတာတို့ဒီ point မှာဆိုလို့ရှိရင်သုံးလို့မရတာမျိုးဆိုရင်ညီမအဓိက power adapter ကိုပြန်ဆက်ပြီးနော်ဒါဆိုရင်ညီမတို့ဒီမှာ point ပြစ်လိုက်တယ် point ပြစ်လိုက်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဒီ switch နဲ့ပြန်သုံးမယ်ပဲထားပါတော့เนาะဥပမာနဲ့ဒီမှာ switch နဲ့ပြန်သုံးမယ်ညီမတို့ဒီ siddu ဒီ AB တွေ siddu ဒီပြီးရင်ညီမတို့ဒီမှာဒီ indoor AB တစ်လုံး outdoor AB တစ်လုံးပြန်သုံးမယ်တော့ဆိုလို့ရှိရင်ဒီ internet ကရောက်သွားပြီရောက်သွားရင်ဒါ internet သုံးလို့မရတာရှိရယ် internet သုံးလို့မရရရှိရဆိုတာညီမတို့ဒီမှာ DT က data ရောက်သွားတယ်APT လွယ် data ရောက်တယ် AB ကလည်း online ပြတယ်သုံးလို့မရဘူးဆိုလို့ရှိရင်ညီမဘာတွေကိုပြန်စစ်ရမလဲဆိုရင်ဒါ VLAN တွေကိုဒါပြန်စစ်ပေးရမှာပေါ့နော်အဲဆိုရင်ညီမဒီမှာလောက်ထားတဲ့ပုံစံလေးကိုညီမconfiguration ချတဲ့ပုံစံလေးဒီမှာတစ်ချက်ပြပေးမယ်ပေါ့နော်အဓိက configuration လောက်ထားတာကိုညီမတို့တစ်ချက်ပြမှာမဟုတ်ဘူးတချို့ကျတော့ AB online တက်လာပြီးတော့ internet သုံးလို့မရအောင်ဆိုရင်ဘယ်နေရာစစ်ရမလဲဆိုတဲ့အပိုင်းလေးကိုညီမဒါပြပေးမယ်ပေါ့နော်ဒါကဒီပုံစံကဒါpoint to point ကိုသုံးပြီးတော့ညီမတို့ AB ကိုသုံးထားတဲ့ဒါ solution ပုံစံပေါ့နော်ဒီမှာ point ရှိဒီကနေပြလိုက်တဲ့ point ကိုဒီမှာပြန်ဖမ်းတယ်ပြီးလို့ရှိရင်ဒါ AB နဲ့ data ပြန်ထုတ်သုံးမယ်ပေါ့နော်ဥပမာနဲ့ညီမတို့တချို့ point ပြတဲ့နေရာမှာဒီနေရာမှာညီမတစ်ခုလောက်သတိပေးချင်တာတချို့ဒါဖြစ်တယ်ပေါ့နော်တော်တော်များများလဲအဲ့လိုမျိုးဟိုဒါဖြစ်တတ်တယ်ပေါ့နော် point ရညီမတို့ဒီ point ရဒီနှစ်ခုကရောက်တယ်ဒီနှစ်ခုက online ဖြစ်တယ်ဒီအောက်ကြမှာ internet ကမထွက်လာဘူးဆိုလို့ရှိရင်ကျိုးလိုပြန်စစ်ပေးပါเนาะအဓိကဘယ်ကျိုးလိုပြန်စစ်ပေးဆိုလို့ရှိရင်ညီမတို့ဒီမှာကျိုးကောင်းနေဒီကျိုး POE ကိုမှဒီ adapter ကနေပြန်ထွက်ပါတယ်ဒီကျိုးအရှည်ကိုပြန်ညှက်ပေးတာမျိုးတွေပြန်စစ်ပေးတာမျိုးတွေလုပ်ပြီးပေါ့နော်ဒီကကျိုးအရှည်ကမကောင်းဘူးဆိုလို့ရှိရင်ဒီကပြန်ထုတ်တဲ့ internet မှာ data မှာဒါ data မပါနိုင်တော့ဒီ adapter မှာ data မပါနိုင်တော့ဘူးအဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲ့အကြောင်းလို့ညီမတို့ကpoint နှစ်ခုက signal မိတယ်ဒါပေမဲ့ဒီအောက်လေကြလဲကြတော့ data မပေါဆိုရင်အဲ့ကျိုးအရှည်တွေကိုတစ်ချက်ပြန်စစ်ပြီးတော့ခေါင်းတွေကိုပြန်ညှက်ပေးပေါ့နော်အဲ့လိုမျိုးတွေဒါဖြစ်တတ်တယ်တချို့ကအဲ့လိုမျိုးပြန်မစစ်ဘူးဘာလုပ်လိုက်တာလဲဆိုလို့ရှိရင်ဒီတချို့ကじゃအဲ့နှစ်ဖက်လုံးကိုအောက်ကိုပြန်ချဆက်တွေကပြက်နေတယ်လားဆိုပြီးအဲ့လိုမျိုးလုပ်တာရှိအဲ့လိုမျိုးဆိုရင်နှစ်ခေါက်ပို့ပြီးတော့ပြန်ပြီးတော့ဒါပင်ပန်းရမှာပေါ့နော်အဲကြောင့်လည်းကျွန်တော် point ပြတဲ့ခါမှာအဲ့လိုမျိုးမမိဘူးဆိုရင်ဒီ client ရဲ့ဘက်ချမ်းကျိုးကောင်းပဲဖြစ်ဖြစ်ကျိုးအရှည်ပေါ့နော် client ရဲ့ဘက်ချမ်းကျိုးအရှည်ကိုကျွန်တော်ပြန်ညှက်ကြည့်ပေါ့နော်ပုံမှန်အဖြစ်ဆိုလို့ရှိရင်အဲ့ဒီကျိုးအရှည်ကဖြစ်တာအများတယ်ပေါ့နော်ခေါင်းညက်တဲ့အချိန်မှာမမိတာကြောင့်အဲ့လိုမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ညီမတို့ဒီမှာpoint ရ scanning ကရောက်တယ် online ပြတယ် internet ကတိမကောင်းဘူးဆိုရင်ညီမတို့ DB ကိုတစ်ချက်ပြန်ကြည့်ပြီပေါ့နော် point နှစ်ခုပြည့်တဲ့ DB က90ကျော်နေရဆိုလို့ရှိရင်ဒီကြတယ်ဒါအကူရဲ့ဒီ project ရဲ့ point ကိုတစ်ချက်ပြန်ချင်းရမယ်ဘာလို့ပြန်ချင်းရမလဲကွာချိန်နေတာတောင်မှပဲချိန်မဲ့တဲ့ပုံစံတောင်မှပုံစံမျိုးနဲ့ချိန်ကြည့်လို့မှနောက်ဆုံးပိတ်ချိန်ညီမတို့ဒီ90ကျော်ပဲရတယ်ဆိုရင်ဒီကြညီမတို့ဒီpoint နှစ်ခုလုံးတစ်ဖက်ကနေနေတာဖြစ်တဲ့အတွက်ကြောင့်အမြင့်တွေကိုနည်းနည်းစီပြန်ညှင့်ပေးလဲပြန်ညှင့်ပေးလို့ရှိရင်တို့အတွက်point ချင်းရလာလဲလွယ်သွားလိမ့်မယ် signal လဲပို့ပြီးတော့ဒီကောင်းလာလိမ့်မယ် DB လဲဒီပို့ပြီးတော့ညော့သွားလိမ့်မယ်ပေါ့နော်ဥပမာနဲ့ညီမတို့ DB ကိုကြည့်ပြီးတော့ဘာလို့ချိန်ခံလဲဆိုရင် DB 90ကျော်တယ်ဆိုရင် internet line ကမကောင်းတော့ဘူးညီမဥပမာနဲ့ DB 65တို့80တို့ပုံမှန်အပြင်ချိန်ထားမယ်ဆို85လောက်ထိလုံးဝမရနိုင်ဘူးဆိုရင်တော့85လောက်ထိ DB ရောက်နေမှာကိုယ့်ရဲ့ project မှာ internet data range ကကောင်းကောင်းသုံးလို့ရမှာပေါ့နော်ဒါကြောင့်မလို့အဲ့လိုအခြေအနေမျိုးဆိုရင်
point ကိုတေချာပြန်ချိန်လုံးမရတော့ဆိုရင် point ကိုထောင်ထားတဲ့အမြင့်တွေကိုထည့်ပြီးတော့စဉ်းစားပြီးတော့အမြင့်ပြန်မြင့်ပေးရတဲ့အပိုင်းကိုဒါလုပ်ပေးရမယ်ပေါ့နော်ဒါတော့ point လုပ်တဲ့အခါမှာညီမဖြစ်တတ်တဲ့ဒီကြုံရတဲ့အခက်အခဲလေးတွေတခါတည်းနဲ့ဒါပြောပေးတာပေါ့နော်ဒါတော့ညီမတို့ဒီ DB အဆင်ပြေသွားပြီ point ရောက်ပြီဆိုလို့ရှိရင်ညီမတို့ AB တက်သုံးပြီဆိုရင်ဖြစ်တတ်တဲ့ပုံစံလေးကိုညီမတစ်ချက်ပြောပေးမယ်ပေါ့နော်ဒါဆိုရင်ညီမတို့ configuration လုပ်တဲ့အပိုင်းလေး change လုပ်ပေးမယ်နော်share လိုက်မယ်နော် share လိုက်မယ်ခဏနော်ဒါခုနကညီမဒီ AB ရဲ့ပုံစံလေးကိုဒါပြောပြတာပေါ့နော် AB တက်တဲ့ခါမှာညီမတို့ဒီ POE editor နဲ့ညီမတို့ဒီအဲ့လိုမျိုးတွေဖြစ်တတ်တဲ့ကြောင့်ညီမတို့ဒီတက်ဆင်ပုံလေးတွေနဲ့ပြောပြတာပေါ့နော်ပြီးရင်နောက်ကဖြစ်တတ်တဲ့ error တွေနဲ့နောက်ခါကျတော့ဒီ point ပေါ့နော် point ဒီသုံးတဲ့အခါမှာဆိုလို့ရှိရင်ကြုံရတဲ့ပုံစံလေးတွေမှာဒါပြောပြပေးတာပေါ့နော်တော့အကယ်၍ညီမတို့ AB ကိုတက်လိုက်ပြီးသွားပြီး point တစ်ပိုက်ထွက်လာပြီးသွားပြီပေါ့နော်ညီမတို့ဒီမှာကျတော့ point ဖြူ point ဒီမှာဒီမပြပြီးတော့ပေါ့နော်အကယ်၍ point အပ်မယ်ဆိုလို့ရှိရင်ညီမတို့ကလောက်မှာဒီမှာ wireless bridge မှာလာပြီးတော့ဒါအပ်ပေးလိုက်ပေါ့နော်အကယ်၍ကိုယ့်ရဲ့ gateway မှာ rigid သုံးထားရဆိုလို့ရှိရင်တော့သူကတခါတည်း auto အပ်ပေးလိမ့်မယ်ညီမတို့ဒီကိုကလာပြီးတီးတန့်ကြီး S ရာဒါမလို့တော့ဘူးပေါ့နော်ဒီမှာ auto သူက auto detect ပြီးတော့တန့်ပြီး online ပြလိမ့်မယ်အကယ်၍ဒီမှာတခါတည်းညီမပြောလိုက်မယ်အကယ်၍ကိုက rigid gateway လည်းသုံးထားတဲ့အတိုင်းမှာ point လည်းသုံးထားရ point က online internet တွေလည်းသုံးလို့ရနေကိုယ့်ရဲ့ project မှာ online မပြဘူးဆိုလို့ရှိရင်ဘာဖြစ်လို့လဲဆိုရင်ကိုယ့်ရဲ့ဒီ gateway ကို default VLAN ကိုပေါ်တယ်ပေးထားတယ်ပြီးရင် VPN feature ကိုလည်းညီမတို့ဒီပိတ်ဖို့အတွက်လုပ်ထားတယ်ဆိုလို့ရှိရင်တန်းပြီးတော့ဒီရဲ့ device ကတန်းပြီး online ပေါ့ဒီ online မပြနိုင်ဘူး cloud မှာပေါ့နော်အဲ့မျိုးဆိုရင်ညီမဘာလုပ်လဲဆိုရင် point ရဲ့ MAC တွေကိုdevice MAC တွေကိုညီမတို့ဒီမှာဘာလို့သွားလုပ်ပေးရမလဲဆိုလို့ရှိရင် gateway ထဲမှာသွားပြီး app ပေးပေါ့နော် gateway ရဲ့ညီမတို့ဒီ portal authentication က alarm လေးထဲမှာဆိုလို့ရှိရင်သွားပြီးတော့ထည့်ပေးလိုက်တယ်ဆိုလို့ရှိရင် online ဒါပြလာလိမ့်မယ်ပေါ့နော်အကယ်၍ point ကတော့အပေါ်ရောက်သွားပြီ MAC device တွေကကြည့်ဖို့ခက်ခဲသွားပြီဆိုရင်ဘယ်နေရာမှာကြည့်လို့ရမလဲဆိုလို့ရှိရင် gateway ရဲ့အတွင်းထဲမှာ device ဆိုတဲ့နေရာလေးရှိတယ်အဲ့နေရာမှာသွားပြီးတော့ညီမအဲ့ cloud မှာပဲသူက online မပြနိုင်တာ gateway ရဲ့အတွင်းထဲမှာသူပြနေလိမ့်မယ်အဲ့ကြောင့်လို့ညီမတို့အဲ့အတွင်းထဲမှာသွားပြီးတော့သူရဲ့ MAC device ကိုကြည့်လို့ရတယ် MAC ကိုကြည့်ပြီးသွားရင်ဒီ gateway ထဲမှာသွားထည့်ပေးပေါ့နော်အဲ့ဒါညီမတို့ဒီနေရာမှာတစ်ချက်ပြပေးမယ်နော်အဲ့ဒါဒီမှာဆိုလို့ရှိရင် gateway ကို SN ကိုထားလိုက်မယ်ထားပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ဒီမှာ E1 နဲ့ဝင်လိုက်ပါနော်E1 တန်တယ်ကိုထားလိုက်မယ်ပြီးတော့ညီမတို့ recreate ဆိုတာလေးထားလိုက်မယ်ပြီးတော့ညီမဒီမှာ auto login ဆိုတာလေးဝင်လိုက်ဒါအခုနောက်ပိုင်းမှာတော်တော်များများညီမတို့ဒီဟာဒီလိုမျိုးလေးကြုံရမယ်ထင်တယ်ပေါ့နော်အဲဒါညီမဒီမှာတစ်ခါတည်းနဲ့ဒါထည့်ပြောပေးလိုက်တော့gateway ပေါ့နော် gateway တွေကိုသွားလိုက်မယ် gateway တွေကိုသွားလိုက်ပြီးလို့ရှိရင်ညီမတို့ဒီမှာdevice ကအပေါ်မှာလည်းတက်ပြီးသွားရင် MAC device ကလည်း MAC ကလည်းမကြည့်လိုက်ရအောင်ဆိုဘယ်နေရာမှာသွားကြည့်မလဲဆိုဒီ device ဆိုတာလေးချအဲ device ဆိုတာမှာဆိုလို့ရှိရင်ညီမတို့ဒီမှာလာပြီးကြည့်လို့ရတယ်သူက internet သုံးလို့ရတယ် online မပြနိုင်တာခုနလိုမျိုး cloud ပေါ်တက်ဖို့အတွက်ညီမတို့သူ့ရဲ့ MAC ကို alarm လေးကိုသွားလုပ်ပေးဖို့လိုအပ်တာပေါ့နော်အဲကြောင့်ညီမတို့ကတချို့ကစက်ကအပေါ်ရောက်သွားပြီး internet မရဘူး internet ကသုံးလို့မရအောင်ဆိုဒီမှာအရင်ဆုံးလာကြည့်လိုက်ဒီ device ထဲမှာကကိုယ့်ရဲ့သုံးလိုက်တဲ့ device ကမပေါ်ဘူးဆိုလို့ရှိရင်အဲ့ဆက်မှာ internet မရောက်တာဒါကွန်ပျူတာမရှိလို့ internet ဒီရောက်မရောက်စစ်ဖို့အဆင်မပြေဘူးဒါမျိုးဆိုလို့ရှိရင်လည်းညီမတို့ဒီမှာလန်ကျိုးမပါလို့ပေါ့နော်ကွန်ပျူတာမှာလန်ကျိုးမပါလို့ internet ရောက်မြစစ်ဖို့အဆင်မပြေဘူးဆိုဒီလိုနေရာမှာလာစစ်လိုက်ပေါ့နော်ကိုသုံးလိုက်တဲ့ device ကဒီ device နေရာလေးမှာပေါ်နေပြီဆိုလို့ရှိရင်အဲ့ device ကိုထိ internet ကရောက်နေပြီ internet ကရောက်ပြီးတော့ cloud ပေါ်မှာ online မပြတာပဲရှိတာ internet ကသုံးလို့ရနေပြီ cloud ပေါ်မှာ online ပြဖို့အတွက်ဆိုရင်သူ့ရဲ့ဒီမှာ MAC device ကိုညီမဘာလုပ်မလဲဆိုရင် copy ကူးလိုက်နော် copy ကူးပြီးသွားလို့ရှိရင်ညီမဘယ်မှာသွားလို့ရမလဲဆိုတော့ဒီမှာ gateway ဆိုတဲ့နေရာလေး gateway ဆိုတဲ့နေရာလို့ထားမယ်ပြီးလို့ရှိရင်ညီမဒီမှာ authentication ဆိုတာထားလိုက်မယ်ပြီးရင်ညီမဒီမှာ web authentication ဆိုတာရှိအဲ့ဒါလေးကိုထားလိုက်ထားပြီးတော့ညီမဒီဘက်မှာ
လို့ဆိုတော့ညီမတို့ဆိုလို့ရှိရင်အလောင်းလေးဆိုတာလေးရှိတယ်အလောင်းလေးမှာညီမတို့မှာဆိုရင်ပါ MAC အလောင်းလေးမှာလာပြီးတော့သူ့ကိုထည့်ပြီးလိုက်အဲ့ဆိုတာလေးထားလိုက်မယ်ခုန copy ကူးထားတာလေးကိုညီမတို့ဒီpage လုပ်လိုက်မယ်ပြီးလို့ရှိရင် okay နှိပ်လိုက်အဲ့ဒါဆိုလို့ရှိရင်ဒီအကိုတို့သုံးထားတဲ့ဒီ point z ဒါမှမဟုတ်လို့ရှိရင် AP ဒါမှမဟုတ်လို့ရှိရင် router တွေက online ပြလာလိမ့်မယ်အဲ့ဒါက online မပြလို့ရှိရင်အဲ့လိုပုံစံမျိုးလေးပဲလုပ်ရုံပဲဒီ MAC မတည်ဘူးဆိုလို့ရှိရင်လေဒီလိုမျိုးတစ်ပိုက်ထဲကိုဝင်ကြည့်လိုက်တစ်ပိုက်ထဲကိုဝင်ကြည့်ရင်အကိုတို့သုံးထားတဲ့တစ်ပိုက် MA တွေက SN number လေးတွေစစ်ကြည့်လိုက်အဲ့ SN number လေးတိုင်းသူပေါ်လိမ့်မယ်ဒါမှမဟုတ်လို့ရှိရင် model တည်ရဆိုလို့ရှိရင်လေကိုတို့ဘိုက်မှာအဲ့ model တွေဒီမှာပေါ်လိမ့်မယ်ပေါ်ပြီဆိုတာနဲ့ညီမတို့ဒီမှာသူ့ရဲ့ MAC လေးကိုဝင်ကြည့်လိုက်ရင်ရcopy ကူးပြီးဟိုထဲမှာထည့်လိုက်ရသွားပြီပေါ့နော်ဒါဆိုရင်ညီမတို့အဲ့ဆိုရင် online ပြသွားလိ online ပြသွားပြီပေါ့နော်ဒါဆိုရင် point ရလဲ online ပြသွားပြီဒါပေမဲ့ညီမတို့ EPR လဲ online ပြတယ် EPR လဲဒီမှာဥမာနေနဲ့ညီမတို့ဒီ cloud ပေါ်မှာ online ပြတယ် online ပြပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ဘာလုပ်မလဲဆိုလို့ရှိရင်ပေါ်တယ်မကြလာဘူး online ပြပြီးပေါ်တယ်မကြလာဘူး point သုံးထားတယ်ပေါ်တယ်မကြလာဘူး main ရကြတော့ညီမတို့ပေါ်တယ်ကြတယ်main ရပေါ်တယ်ကြတယ်ညီမတို့ point ရပဲပေါ်တယ်မကြတာအဲ့ဒါမျိုးဆိုလို့ရှိရင်ညီမတို့ဘာလုပ်မလဲဆိုလို့ရှိရင်သူ့ရဲ့ VLAN ဘာနဲ့ပြီးထားလဲသွားစမယ်ဘာကိုသွားစမလဲဆိုလို့ရှိရင်ညီမတို့ဒီမှာဒီ project ရဲ့ wifi နဲ့ကိုသွားဆက်မယ်ပေါ့နော် project ရဲ့ wifi နဲ့ကညီမတို့ဒီမှာဒီ wifi ဆိုတာလေးရှိတယ် device config ကိုသွားလာဒီ wifi ဆိုတာလေးရှိရယ်အဲ့ wifi ကညီမတို့ဒီမှာ other VLAN နဲ့ပေးထားတယ်ဆိုလို့ရှိရင် wifi က AB မှာပေါ်တယ်မကြတာဖြစ်နိုင်တယ်ဒီမှာ other VLAN ဆိုတော့ဥမာနဲ့ညီမတို့ default VLAN 1 မဟုတ်ဘဲနဲ့ညီမ VLAN 100နဲ့ပေးထားတယ် VLAN 100နဲ့ပေးထားတယ်ဆိုလို့ရှိရင်အကူတို့ point ပချမ်းမှာ AB မှာလည်းကြာအောင်ညီမဘာဖြစ်နိုင်လဲဆိုတော့ operating IP address ဆိုပြီးပြနိုင်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင် main ပချမ်းမှာကျတော့ညီမတို့ဒါ VLAN ရှိရယ် main ပချမ်းက default VLAN 1လည်းရှိရယ် VLAN 100လည်းရှိရယ်အဲ့မျိုးဆိုလို့ရှိရင်ညီမဘာကြနိုင်တယ်ညီမတို့ဒီပေါ်တယ်ကြနိုင်တယ် main ပချမ်းမှာဟိုမှန်နေတယ်ညီမ point ဘက်ချမ်းမှာ AB သုံးထားတဲ့ဘက်ချမ်းမှာ VLAN ပါမသွားဘူး point မှာညီမတို့ default VLAN တစ်ခုပဲပါသွားတယ်ဆိုလို့ရှိရင်VLAN ကိုညီမဘာလုပ်ပြရမလဲဆိုလို့ရှိရင်အဲ့ပေါ်မှာသွားပြီးတော့ရအောင်လုပ်ပေးဒါမှမဟုတ်လို့ရှိရင်ညီမတို့ default VLAN ကိုပေါ်တယ်ဖွင့်မှသာလေအဲ့ AB ဘက်ချမ်းမှာညီမတို့ပေါ်တယ်ကြနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့အကြောင်းမလို့ညီမတို့ဒီမှာပေါ်တယ်မကြတဲ့ error ရအဲ့ဒါကြောင့်ဖြစ်တာပေါ့နော်အဓိကဒီနေရာလေးကိုလာဆက်လိုက် AB သုံးထားတဲ့ပေါ်တယ်မကြအောင်ဆိုရင်ဒီနေရာလေး device config က wifi နေရာမှာဒီမှာ other VLAN သုံးထားလာဆက်လိုက်အခုနောက်ပိုင်းညီမတို့ဒီတော်တော်များများကညီမတို့ဒီ issue လေးကတော်တော်များများရှိတယ်လို့ညီမတို့ဒါပြောလို့ရတယ်ပေါ့နော်ညီမတို့စီကိုလာပြီးတော့မေးတဲ့ဒီတချို့သော customer တချို့သော user တွေဆိုလို့ရှိရင်ဒါမျိုးပုံစံဖြစ်နေတာpoint ပြလိုက်တယ်ညီမ operating IP address ပြနေတာ internet ကရောက်တယ် point ကိုလည်းရောက်တယ် EPU လည်းရောက်တယ်အဲ့လိုမျိုးဆိုရင်ညီမဘာလုပ်ပြရမလဲဆိုရင် sub project ဆောက်ပြရမယ်။နော်အရင်တော့လည်းညီမတို့ဒီ sub project ဆောက်ဖို့တွေကိုတချို့သော training တွေမှာဆိုရင်တော်တော်များများထည့်ပြောပေးထားတယ်ပေါ့နော်။အခုကညီမဒါထပ်ပြီးတော့ဒါပြောပြပေးတာပေါ့နော်။ဒီနောက်ပိုင်းညီမတို့ဒီဟာလေးကိုလာမေးတာများတဲ့အတွက်ကြောင့်မလို့တော်တော်များများလည်းဒီ project လုပ်တဲ့အခါမှာကိုယ်တိုင်ဒီလုံနိုင်ဖို့ရနောက်တစ်ခါကျတော့ customer မှာဖြစ်နေတဲ့အချိန်မှာချက်ချင်းဖြည့်ရှင်းနိုင်ဖို့အတွက်ဒါရည်ရွယ်ပြီးတော့ညီမဒီဟာလေးကိုဒါလုပ်ပေးတာပေါ့နော် sub project ဆောက်ပေးဖို့လိုအပ်တာပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ညီမတို့ဒီမှာအဲ့လိုမျိုးမှမဟုတ်ဘူးဆိုလို့ရှိရင်sub project ဆောက်ဖို့အတွက်အဆင်မပြေဘူးမဆောက်ချင်ဘူးဆိုရင်ညီမဘာလုပ်ရမလဲဆိုရင်ဒီ main ရကို main ရဲ့ wifi ကိုညီမဘာလုပ်ပြလဲ default VLAN နဲ့ပေးလိုက်အဲ့ဒါဆိုလို့ရှိရင် point ပဲချမ်းပါတယ်ညီမတို့ဒီ portal ကညီမတို့ဒါကြာလာလိမ့်မယ် portal ကြာလာလိမ့်မယ်ဆိုရင်ညီမဘာဖြစ်သွားနိုင်လဲဆိုရင် point ရအခုမှဆွဲတာအရင်တော့ user တွေကတုံးထားတဲ့ user တွေရှိတယ်ဆိုအဲ့အရင်တော့တုံးထားတဲ့ user တွေကဘာဖြစ်နိုင်လဲဆိုရင်ကုတ်ပြန်တောင်းတာဖြစ်နိုင်တယ်ကုတ်ပြန်တောင်းတာဖြစ်နိုင်တယ်အဲကြောင့်အရင်တော့သုံးတဲ့ user တွေလည်းကုတ်ပြန်ပေးဖို့ကလည်းအဆင်မပြေဘူးဒီပုံစံကညီမတို့ဒီ point ပဲချမ်းမှာလည်းပေါ်တယ်ကြခြင်းနဲ့ point ပဲချမ်းမှာပေါ်တယ်ကြတဲ့ IP ကလည်းညီမတို့ main ပဲချမ်းမှာကြတဲ့ IP နဲ့ပေါ်တယ် IP တူခြင်းနဲ့ဆိုရင်မအောင်ဘာလုပ်ပြရမလဲဆိုရင်အဲ့ဒီ VLAN ကို VLAN IP ကိုအဲ့ point ထိုးထားတဲ့ညီမတို့ဒီ AP point ထိုးထားတဲ့ညီမတို့ဒီပေါ့မှာသွားပြီးတော့ဒီထည့်ပေးရမယ်ပေါ့နော်ဒါဆိုရင်ညီမတို့ဒီမှာအရင်ဆုံးဘာလုပ်ရမလဲဆိုရင်အဲ့လိုမျိုးအတူတူဖြစ်ခြင်းနဲ့ညီမတို့ဒီ AB မှာလည်းဆိုရင် main ဘက်ချမ်းမှာလည်းပေါ်တယ်ကြခြင်းနဲ့ client ဘက်ချမ်းမှာလည်းဒီ client ဘက်ချမ်းမှာလည်းပေါ်တယ်ကြခြင်းနဲ့ပေါ်တယ်ကြတဲ့ IP ကလည်းအတူတူဖြစ်ခြင်းနဲ့အဲ့ဒါမျိုးဆိုရင်ညီမတို့ဒီမှာဒီတုံးထားတာလဲ other VLAN ဖြစ်နေခဲ့တဲ့ wifi နဲ့မှာ other VLAN ပေးထားတာဖြစ်နေခဲ့တယ်ဆိုရင်ညီမဘာလုပ်ရမလဲဆိုရင်ညီမတို့ဒီမှာအရင်ဆုံးတပိုင်းမှာသွားပြီး IP VLAN ကိုသွားလုပ်ပေးရမယ်အဲဆိုရင်တပိုင်းမှာသွားလုပ်လိုက်မယ်လုပ်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ဒီမှာ gateway ကိုသွားမယ်ပေါ့နော် gateway ကိုထောက်မယ် gateway ကိုထောက်ပြီးသွားရင်ညီမတို့ဒီမှာconfiguration ကိုထောက် configuration ကိုထောက်ပြီးသားဆိုလို့ရှိရင်ညီမတို့မှာ AB တက်ထားတဲ့ပေါ်ရှိတယ် AB တက်ထားတဲ့ပေါ်ရှိတယ်ဥပမာလည်းဒီမှာညီမ AB တက်ထားတဲ့ပေါ်ပေါ့နော်အကိုတို့အနေနဲ့ဆိုလို့ရှိရင်ဒါ point တက်ထားတဲ့ပေါ်
point ထားတဲ့ပေါ်လို့ယူဆပြီးတော့ညီမဘာလုပ်မလဲဆိုလို့ရှိရင်ဥမာနဲ့ဒီဟာကိုထားတော့ညီမဒီမှာ point ထားတဲ့ပေါ် LAN 2တက်ထားဆိုလို့ရှိရင်ညီမ LAN 2ဘာလုပ်မလဲဆိုရင် asset ပေါ်ပြောင်းလိုက် asset ပေါ်ပြောင်းပြီးညီမပေးထားတဲ့ VLAN 100ဖြစ်တဲ့အတွက်ကြောင့်လို့တက်ရောက်ချင်တဲ့ VLAN 100ဖြစ်တဲ့ဆိုရင်100ကိုတတ်မှတ်ပေးလိုက်မယ်တတ်မှတ်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ဒါဘာလုပ်မလဲဆိုလို့ရှိရင်ဒီမှာလာပြီး save ပေးလိုက်save ပေးလိုက်ပြီဆိုလို့ရှိရင်အကိုတို့ point ထိုးထားတဲ့ညီမတို့ဒီ LAN 2ကဘာနဲ့ကြာရလဲဆို VLAN 100နဲ့ကြာပြီVLAN 100နဲ့ကြာပြီဆိုလို့ရှိရင် AB ဘက်မှာပေါ်တယ်ကြာပြီလားဆိုမကြာသေးဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင် AB ဘက်မှာညီမဘာပဲဖြစ်နေလဲဆိုရင် AB က online ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ Wi-Fi က main Wi-Fi နဲ့ပေါ်တယ် main Wi-Fi က100နဲ့ပြီးထားတာကိုဒီမှာလည်း100ပြီးထားတာဘာလို့မကြာလဲဆိုရင်အဲ့100ကညီမတို့ကသူ့အနေနဲ့ဆို default VLAN ဖြစ်သွားပြီဒီ100က point အတွက်ဆို default VLAN ဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်သူ့မှာ100ကို100လို့ပြီးထားတဲ့ဒီမကြဘူးပေါ့နော်အဲ့ဆိုဘာပြောင်းပြရမလဲဆိုရင်သူ့အတွက်ညီမတို့ဒီ set group ဆောက်ပြီးတော့ Wi-Fi တီးတန့်ပြန်ပေးပြရမယ်ပေါ့နော်ဒါဆိုရင်ပထမအဆင့်အနေနဲ့ညီမတို့ဘာလုပ်မလဲဆိုရင်ပြန်ပြောညီမတို့ပြန်ပြောပြရပါတော့ပထမအဆင့်အနေနဲ့ညီမတို့ device ကိုထောက်မယ်ပြီးရင်အဲ့ device ကိုထောက်ပြီးတော့ညီမတို့ဒီမှာဘာလုပ်မလဲဆိုရင် asset port အရင်ပြောင်းမယ် asset port အရင်ပြောင်းမယ် asset port ပြောင်းသွားပြီဒုတိယတစ်ခုဘာလုပ်မလဲဆိုလို့ရှိရင်ညီမအဲ့ကြမှာ set group ဆောက်မယ်ဆိုရင်ညီမဘာလုပ်မလဲဆိုရင် project management ကိုသွားမယ်ဒီက home ကိုပြန်သွားပြီလို့ရှိရင်ညီမတို့ဒီ project management ကိုထောက်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ဒီမှာဘယ်မှာညီမတို့ sub project ဆောက်မှာလဲကိုခုနကတော့တက်ထားတဲ့ API project ကိုရွေးမယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ဒီမှာ sub group ဆောက်မယ် sub group ကညီမတို့အပေါင်းလို့နှိမ့်မယ်ပြီးသွားရင်ဥပမာနဲ့ AB ဆိုရင် AB ပေါ့နော်ကြိုက်တဲ့နာမည်ပေးလို့ရတယ်ပေါ့နော်ပြီးသွားရင်ညီမတို့ဒီမှာ okay နဲ့လိုက် AB ဆိုတဲ့ group name လေးတစ်ခုရောက်သွားပြီဆိုလို့ရှိရင်ညီမတို့ဒီမှာဒါလေးကိုပိတ်လိုက်နော်ပိတ်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ office ဆိုတာလေးတစ်ချက်ပြန်ထောင်းပြန်ထောက်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ကဒုတိယအဆင့်အနေနဲ့ group ဆောက်ပြီးသွားပြီဆိုရင်ဒုတိယအဆင့်အနေနဲ့ဘာလုပ်မလဲဆိုရင် Wi-Fi နဲ့သွားပေးမယ်အဲ့ sub project ပေါ့နော် main project အောင်မှာပြန်ထွက်သွားတဲ့ sub project ကို Wi-Fi နဲ့သွားပေးမယ်device config ရဲ့ဘယ်ကိုသွားမလဲဆိုရင် Wi-Fi ကိုသွားလိုက်မယ်သွားပြီးသွားရင်ညီမတို့ဒီနေရာလေးမှာအရေးကြီးဆုံးပဲပေါ့နော်ဒီမှာ group ကပုံမှန်အဖြစ်ဆိုရင်ဒီ group ကိုပဲသွားပြီးတော့ဒီမှာဒီ main project ကိုသွားပြီး Wi-Fi နဲ့ပြောင်းကြတယ်ပြောင်းတဲ့အချိန်မှာဘာဖြစ်နေလဲဆိုရင်အရင်သုံးထားတဲ့ user တွေပြုတ်နိုင်တယ်ဒါကြောင့်ညီမတို့က sub project ကို Wi-Fi နဲ့ပြောင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ sub project ကိုပဲရွေးပေးရမယ်နောက်ဒီမှာဆိုရင်ဘေးကမြားလို့ထောင်းမယ်ညီမတို့ sub project နဲ့ကဘာလို့ပေးရလဲဆို AB လို့ပေးခဲ့တာဖြစ်တဲ့အတွက် AB ကိုရွေးပေးမယ်ရွေးပြီးသွားရင်ညီမတို့က AB ကိုရွေးပြီးအဲ့ sub project ရဲ့ AB ကိုလည်း main project ကပြည့်တဲ့ Wi-Fi နဲ့မဲ့အတူတူထားချင်တာဆိုရင်ညီမ Wi-Fi နဲ့အတူတူထားပေးလိုက်မယ်အတိကဘယ်နေရာကိုပြောင်းချင်တာလဲဆိုဒီနေရာကိုပြောင်းချင်တာဒီနေရာကိုပြောင်းမှညီမတို့ဒီ client ရဲ့ point back channel မှာပေါ်တယ်ကြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမဒီမှာ edit ကိုထောက်လိုက်ထောက်ပြီးသွားရင်ညီမဘာလုပ်မလဲဆိုရင်ဒီနေရာကို same VLAN AB ပေါ့နော် default VLAN နဲ့သွားမယ်ဆိုပြီးတော့ရွေးပြီးလိုက်ရွေးပြီးသွားရင် okay ကိုနှိပ်လိုက်ဒါဆိုလို့ရှိရင်အခုအချိန်ဒီမှာဘာဖြစ်သွားလဲဆိုလို့ရှိရင် client ဘက်ချမ်းမှာပေါ်တယ်ကြရလားဆိုရင်ညီမ client ဘက်ချမ်းမှာပေါ်တယ်ကလက်ရှိအချိန်ဒီမကြသေးဘူးနောက်တစ်ဆင့်လို့သေးအဲ့ဒါဘာလဲဆိုရင်ဒီ Wi-Fi နဲ့ VLAN တက်ရောက်ဖို့အတွက် asset project တွေကိုညီမဘာလုပ်ပြရမလဲဆိုရင်ခုနကတော့ point bit ချမ်းမှာတုံးထားတဲ့ဥမာနဲ့ခုန point bit ချမ်းမှာဆိုညီမ sit2 OD တုံးထားတယ်ဆို sit2 OD ပေါ့နော်ဒါမှမဟုတ်ရင်ခုဆိုရင်ညီမဒီမှာ AB ပဲထားလိုက်ပါတော့နော် AB တုံးထားတဲ့ AB ကိုညီမသွားပြီးတော့ထည့်ပေးရမယ်ထည့်ပေးရမယ်ဆိုညီမဖြတ်ပြီးထည့်ရမှာမဟုတ်ဘူးညီမဘာလုပ်မလဲဆိုရင်မှုရွှေ့ပေးအောင်ပဲသူ့ကိုဒီမှာဆိုရင် select မှတ်လိုက်မယ်အပေါ်မှာအဆက်လေး30ရှိရထောက်လိုက်ပြီးရင်မှုဆိုတာလေးကိုထောက်လိုက်ထောက်လိုက်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ဒီမှာ AP ဆိုတာလေးရွေးလိုက်ဒါခုနက sub project name AP ဆိုတာလေးလိုက်ပြီးရင် confirm ထုတ်လိုက်မယ်ပြီးရင် okay နဲ့လိုက်ဒါဆိုရင်ညီမတို့ဘာလုပ်လဲဆိုလို့ရှိရင်သူ့ရဲ့ project နဲ့ဒီ AB ဆိုတဲ့ sub project ထဲကိုညီမတို့ဒီ point back channel AB တလုံးကိုရောက်သွားပြီဆိုလို့ရှိရင်အဲ့ကြကမှဒီအဆင့်3ဆင့်ပြီးသွားကမှညီမဘာလုပ်ရမလဲဆိုရင် client ရဲ့ back channel မှာသုံးကြည့်လိုက် client back channel မှာပေါ်တယ်ကြလာလိမ့်မယ်အဲကြောင့်ဒါကတော့ညီမတို့ဒီ AB point နေမှာ AB 3ဒီနေရာမှာအကယ်၍ router 3ရင်ရောအတူတူပဲလားဆိုအတူတူပဲညီမတို့ router 3ရင်လည်းအဲ့လိုမျိုး operating IP ဖြစ်ခဲ့တယ်ဆိုရင်ညီမတို့စေရမယ့်အချက်ကညီမတို့ခုနကတော့ဒီနေရာမှာလာစစ်အရင်ဆုံး device config ကmain ကညီမတို့ဒီ main Wi-Fi ကဘာနဲ့ပေးထားတဲ့ VLAN ဒီနေရာ VLAN 1မဟုတ်ဘူးဆိုလို့ရှိရင်VLAN 1မဟုတ်ဘူး default VLAN မဟုတ်ဘူးဆိုတော့ကို point back channel မှာ operating IP address ဖြစ်နိုင်တယ်ဒါဆိုရင်သိကြပြီ other VLAN ဖြစ်နေတာဆိုရင်ငါတို့ sub project ဆောက်ဖို့လိုတယ်ဆိုပြီးတော့တခါလဲတန်းပြီးတော့ဒါသိနေရမှာပေါ့နော်သိကြပြီဆိုတာနဲ့ညီမတို့ဘာလုပ်မလဲဆိုရင်အရင်ဆုံးဒီနေရာကိုသိကြပြီဆိုရင်
sub project ဆောက်လိုက်ပထမ sub project ဆောက်မယ်ဆောက်ပြီးသွားပြီဆိုရင် sub project group ဆောက်လိုက်မယ် group ဆောက်ပြီးသွားရင်ဘာပြီးသွားမလဲဒုတိယအဆင့်ညီမတို့ wifi နင်းပေးမယ် wifi နင်းပေးပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ဘာလုပ်မလဲဆိုရင်အဲ့ group တွေကိုညီမတို့သွားချင်တဲ့ AB ကိုရွှေ့ပေးလိုက်ရွှေ့ပြီးသွားလို့ရှိရင်ညီမတို့ဒီအဆက်3ချက်ပြီးသွားပြီဆိုလို့ရှိရင် point ပဲချန်လဲဒါပေါ်တယ်ကျသွားပြီနောက်တစ်ခါဘာဖြစ်သွားလဲဆို point နဲ့ main နဲ့ပေါ်တယ်ကျတဲ့ IP လဲတူသွားတယ် point နဲ့ main နဲ့ပေါ်တယ်ကျတဲ့ IP ကဘာလို့တူချင်တာလဲဆိုလို့ရှိရင်တစ်ခါတလေကျရင်ညီမတို့ကကိုယ့်ရဲ့ project ကနေပြီးတော့ပေးထားတဲ့ point ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့် project မှာသုံးတဲ့ကုတ်ကဟိုဘက်ရောက်လို့ရှိရင်ပြန်ဝင်ရတာမျိုးမဖြစ်ချင်ဘူးဆိုလို့ရှိရင် IP လမ်းကြောင်းကိုအတူတူထားပေးလိုက်တာ VLAN 100ဆိုရင်100နဲ့ထားပေးလိုက်တာဟိုဘက်လည်း channel 100ဒီဘက် channel 100အဲ့လိုမျိုးထားပေးတယ်ဆိုလို့ရှိရင် तू ကဒီမှာသုံးထားတဲ့ကုတ်ကဟိုဘက်သွားတယ်ပြန်ဝင်စရာမလိုတော့ဘဲနဲ့ဆက်ပြီးတော့ဒါသုံးလို့ရတယ်မှာအကယ်၍ IP မတူဘူးဆိုရင်ဘာဖြစ်နိုင်လဲဆိုဟိုဘက်ရောက်လို့ရှိရင်ကုတ်ပြန်တောင်းတာဖြစ်နိုင်တယ်အဲ့ဆိုကုတ်ပြန်တက်ရတယ်ဖြစ်နိုင်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဘာလုပ်ပေးရမလဲဆိုရင်အခုလိုမျိုး IP တူအောင်လုပ်ပေးရမယ်နော် IP တူအောင်လုပ်ဖို့တော့ကကြတော့ဘယ်လိုလုပ်ပေးရလဲဆိုလို့ရှိရင်ညီမတို့ဒီမှာခုနပထမဆုံးပြောခဲ့တဲ့နေရာလေးပေါ်တယ်ကြတဲ့ IP ကိုကြည့်လိုက် VLAN 100နဲ့ကြာတာဆိုရင်အဲ့ VLAN 100ကိုလာပြီးတော့ဘာလုပ်ပြမလဲ asset VLAN ပြောင်းပေးလိုက်ဒီပေါ်တိုက်ကို asset ပြောင်းမယ်သူ့ကိုအဲ့ဒါလုပ်လိုက်တယ်ဆိုလို့ရှိရင် IP တူအောင်လုပ်ပြလိုက်တာပထမဆင့် IP တူအောင်လုပ်ပြီးသွားပြီဆိုကမှ set group ဆောက်လိုက်မယ် set group ဆောက်ပြီးကမှ AB ကိုရွှေ့မယ် Wi-Fi name ပေးမယ်အဲ့ဆင့်၄ဆင့်ပေါ့နော်၄ဆင့်လုပ်ပေးလိုက်ရင်ရသွားပြီပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ဒီမှာ capital border ရတော့ပုံမှန်အဖြစ်ဆိုရင်တော့ညီမတို့ဒါစောက်ပြီးသား main project ရှိပြီးသားလို့ဆိုလို့ချင်းစောက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်လို့ဒီ AB အတွက်ထပ်ဆောက်စရာမလိုတော့ဘူးဒီ point အတွက်ထပ်ဆောက်စရာမလိုတော့ဘူးပြီးရင်ဒီ point အတွက် hotspot တွေပိတ်တာမျိုးလုပ်စရာမလိုတော့ဘူးအရင် point မှာအရင် gateway ကနေကြိုးပိတ်ထားဖြစ်တဲ့အတွက်ကြောင့်လို့အကုန်လုံးလုပ်ထားပြီးသားဖြစ်သွားပြီပေါ့နော်ဒါကတော့ညီမတို့ဒီ point 3တဲ့အခါမှာညီမတို့ဒီ point 3တဲ့အခါမှာ point ကနေပြီး AB solution ပေါ့နော် AB ကိုသုံးတဲ့အခါမှာဒါသုံးရတဲ့ပုံစံပေါ့နော်ဒါမှမဟုတ်တချို့ကဘာရှိနိုင်လဲဆိုရင်ဘာလဲဆိုရင်ညီမတို့ဒီလောလောဆယ် gateway နဲ့မဟုတ်ဘူးညီမတို့ gateway မရှိဘူး gateway မသုံးခြင်းဒီသုံးဖို့အတွက်အဆင်မပြေသေးဘူးမသုံးလည်းမသုံးသေးဘူး AB တစ်လုံးနဲ့ညီမ point ကိုပေါ်တယ်ထုတ်ချင်တာအဲ့လိုမျိုးဆိုရင်ရောသုံးလို့ရလား point ကလည်းကိုယ့်ရဲ့ main မှာက main internet ရှိတယ်ဒါပေမဲ့တခြားနေရာကိုကိုယ့်ရဲ့အသိအိမ်ကိုဝယ်ဖြစ်ဖြစ် internet ပြီးသုံးချင်တာအဲ့လိုမျိုးဆိုလို့ရှိရင်လုပ်လို့ရလားဆိုရင်လုပ်လို့ရတယ်ပေါ်တယ်ပြီးလို့ရတယ် gateway မပိုင်ဘာဖြစ်နိုင်လဲဆိုရင်ခုနVPN ကြော VPN ပိတ်တာမျိုးတို့ hotspot share ပိတ်တာမျိုးတော့လုပ်လို့တော့မရဘူးဒါပေမဲ့ခုနလိုမျိုး portal နဲ့ပြီးသုံးချင်တဲ့မျိုးဆိုရင်ပြီးသုံးလို့ရတယ် point ပြစ်ပြီးတော့ပြီးသုံးချင်တယ်ဆိုရင်ဒါသုံးလို့ရတယ်အဲ့ဆိုရင် point ပြစ်ပြီးတော့သုံးမယ်ဆိုရင်ခုနကအဆင့်တွေလိုလားမလိုဘူးခုနကဂျားမှာ gateway မရှိဘူး AP တစ်လုံးနဲ့ဒီ main internet ကနေ point ပြစ်ပြီးသုံးမယ်ဆိုရင်ခုနအဆင့်တွေလုပ်ဆရာမလိုတော့ဘူးဘာလုပ်မလဲဆိုလို့ရှိရင်ညီမတို့ဒီခုန point ပြစ်လိုက်တယ် AB online ဖြစ်သွားပြီ AB online ဖြစ်သွားပြီဆိုလို့ရှိရင် AB ကိုပေးချင်တဲ့ Wi-Fi နှုန်းပေးလိုက်နော်ပေးလိုက်ပြီးသွားလို့ရှိရင်ဒီကြတခုကညီမတို့ဘာ gateway မှမပါတဲ့အတွက်ကြောင့် तू က VLAN ဘာမှရှိမှာမဟုတ်ညီမတို့အားသာ VLAN လည်းပေးကြမလို့ဒီနေရာမှာ default VLAN 1ပေးလိုက် default VLAN 1ဆိုပြီးတော့တချို့ကရှိသေးတယ်ညီမတို့ဒီမှာဒီနေရာမှာတချို့လွဲနေပါလေဆို default VLAN ဆိုရင်ညီမတို့ဒီမှာ save VLAN AB လို့ပြလိုက်တာနဲ့ default VLAN 233က auto ပါသွားမှာပေါ့နော်အဲ့ဒါကိုတချို့ကညီမတို့ဒီနေရာမှာလွဲပြီးတော့ဘာလုပ်လဲဘာတွေလုပ်တတ်လဲဆိုလို့ရှိရင်ဒီမှာ specific VLAN ရွေးပြီးတော့ညီမတို့233ဆိုပြီးတော့တချို့ထည့်တာရှိရပေါ့နော်အဲ့ချိန်မှာ Wi-Fi နဲ့ကမကြဘူး Wi-Fi ကသုံးလို့မရဘူးအဲ့လိုမျိုး error တွေဖြစ်နေတယ်အဲ့ကြောင့်တချို့ project တွေကဒီ service လုပ်ပြရတာပဲဖြစ်ဖြစ်စစ်ပြရတာမျိုးပဲဖြစ်ဖြစ်ဒီနေရာမျိုးလေးတွေချက်လာစစ်ပြီးပေါ့နော် default VLAN ကိုသုံးမယ်ဆိုရင်ညီမတို့ဒီနေရာလေးမှာ same VLAN at AB လို့ရွေးလိုက်ရသွားပြီနော်ဒါညီမတို့ဒီ point ခုနကတော့ internet ကနေပြီးတော့ဒီ main internet ကနေရော AB တစ်လုံးနဲ့သုံးမယ်ဆိုရင်ညီမတို့ဒီမှာ internet လာပေးလိုက် Wi-Fi နဲ့လာပေးမယ်ပြီးရင် same VLAN AB ကိုရွေးလိုက်ရွေးပြီးတော့ညီမတို့ဒီမှာဆေးလိုက်ဒါ gateway မပါတဲ့အခြေအနေပေါ့နော်ဆေးပြီးတော့ညီမတို့ဘာလုပ်ရမလဲဆိုရင်ပေါ်တယ်လာဖွင့်ပေးလိုက် education account ဆိုတာရှိရဲအဲ့ဒါလေးမှာတစ်ချက်ဘယ်ဘက်မှာပေါ့နော်ဘယ်မှာ education account ရှိရဲပြီးရင် capital portal ဆိုတာလေးထောက်လိုက်ထားပြီးတော့ညီမတို့ဒီမှာ add capital portal ဆိုတာလေးရွေးပေးလိုက်ရွေးပြီးသွားပြီလို့ဆိုလို့ရှိရင်ညီမတို့ဒီမှာ portal name ပေးလိုက်မယ်ထူးခြားချက်ကဒီမှာဘာဖြစ်နိုင်တာလဲဆိုရင်ညီမတို့ဒီမှာကိုက AB တစ်လုံးနဲ့သုံးတာဖြစ်တဲ့အတွက်ကြောင့်မို့ portal က re gateway လို့လည်းသူပေါ်မှာမဟုတ်ဘူးညီမတို့ဒီမှာ AB ကနေပဲရွေးပေးလိုက်ပေါ့နော်ဒီမှာ AB ကနေထုတ်လိုက်ပြီးရင်ခုနကတော့ပေးထားတဲ့ Wi-Fi name ပေါ်လာလိမ့်မယ်ဒီမှာ office ဆို office လို့ပေါ်လာလိမ့်မယ်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ဒီမှာဒီနေရာလေး similar online
ကညီမတို့ဒီဖွင့်ထားပေးရမှာပေါ့နော်ဖွင့်ပြီးတော့ညီမ all the way ကိုဒါရွေးပေးထားလိုက်ပေါ့နော်မဟုတ်လို့ရှိရင်ညီမတို့ဒါsimilar online ကိုပိတ်ထားတယ်ဆိုလို့ရှိရင်ကုတ်ကအချိန်ဒီပြန်ဝင်ရတဲ့အခါတိုင်းပြန်တောင်းနေတာမျိုးတွေကုတ်ပြန်ဝင်ရတာမျိုးတွေအပြင်သွားပြီးပြန်လာရင်ကုတ်ပြန်ထည့်ရတာမျိုးတွေဖြစ်နိုင်တယ်အဲကြောင့်ညီမတို့က similar online ကိုဒါဖွင့်ပြီး all the way ထားပေးထားလိုက်ပေါ့နော်ဒီမှာဆိုရင်တော့ညီမတို့ဒီ portal bypass ကိုbypass လုပ်တဲ့ဟာကိုပိတ်ထားတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပိတ်ထားလိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ညီမတို့ကပုံမှန်အဖြစ်ညီမတို့ဒီ paste app paste ဒီက portal ကုတ်ကြတဲ့အခါမှာ page ဘယ်လိုပုံစံနဲ့ပေါ်ခြင်းလဲဆိုတာဒီမှာရွေးပေးရဒီမှာဆိုရင် portal name လေးပေးလိုက်မယ်ဒီမှာ one click login ကိုညီမတို့ဖြုတ်မယ်ဘောင်ချာနဲ့သုံးလာဆိုရင်ဘောင်ချထည့်ပေးလိုက်ပြီးသွားပြီဆိုလို့ရှိရင်ညီမဒီမှာလာပြီးတော့ကိုကဒီ customize photo တွေဒါထည့်ခြင်းလားဒါမှမဟုတ်လို့ရင်ဒီမှာ default ပါတဲ့ photo ပဲရွေးခြင်းတယ်ဆိုလို့ရှိရင်လည်းဒါရွေးလို့ရတယ် logo ဖြောက်ခြင်းတယ်ဆိုရင်ဒီပြတိုင်းလို့ပိတ်လိုက်ပြီးသွားပြီဆိုလို့ရှိရင် welcome message တွေရေးခြင်းတယ်ဆိုရင်ညီမတို့ဒီမှာလာပြီးတော့ welcome message တွေဒါရေးလို့ရတယ်ပေါ့နော် welcome message ဒီမှာရေးလို့ရတယ်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ဒီမှာဒီမှာထည့်ပြီးတော့ marketing message တွေဒါထည့်ခြင်းတယ်ဆိုလို့ရှိရင်လည်းဒါထည့်လို့ရတယ်ဒီနေရာမှာထည့်ခြင်းတဲ့ပုံစံထည့်မယ်ပြီးရင်ညီမ welcome test site ကညီမအသေးလေးလားဆိုရင်ညီမကြီးမယ်ဆိုရင်ညီမကြီးလို့ရတယ်ဒီလိုပုံစံလေးဒါအောက်မှာကြီးလို့ရတယ်ပြီးလို့ရှိရင်ဒီမှာသူ့ရဲ့ color test color ကိုဒီမှာလာပြီးရွေးလို့ရတယ်နော်ပြီးသွားပြီဆိုလို့ရှိရင်ညီမဒီမှာ okay နဲ့လိုက်ကိုလုပ်ချင်တဲ့ပုံစံကိုညီမဒီမှာလာပြီးတော့ဒီစာရေးထည့်ခြင်းနဲ့ဆိုလည်းရေးလို့ရတယ်ဒီက AB တစ်လုံးနဲ့သုံးထားလဲဒါရေးလို့ရတယ်ပေါ့နော်အဓိကညီမတို့ဒီမှာကဒီ AB နဲ့ဒီကညီမဒီမှာပြောချင်တာကြတော့ portal ကကြတော့တော်တော်များများဒီစောက်တက်မယ်လို့တော့ထင်တယ်ဒါပေမဲ့ဒီ configuration လုပ်တဲ့အခါမှာတစ်ခါလေကြာလို့ရင်ဖြစ်တတ်တဲ့ဒါ issue လေးတွေကိုညီမတို့ဒါပြောပြပေးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ point ရနေပြီးတော့ AB ကိုချိတ်သုံးတဲ့အခါမှာဖြစ်တတ်တဲ့ issue လေးတွေနဲ့နောက်တစ်ခါကျတော့အခုလက်ရှိမှာ customer တွေကြုံတွေ့နေရတဲ့ဒါ portal မကြတဲ့ error တွေ point ပြတဲ့အခက်အခဲတွေညီမဒီမှာဒါပြောပြပေးချင်တာပေါ့နော်အဲကြောင့်ဒီနေ့ training လေးကကြာအဲ့ဒါလေးကိုပို့ပြီးတော့ဒါသိစေချင်တာဖြစ်တဲ့ကျွန်တော်ဒီဟာလေးကိုဒါ share လုပ်ပေးတာဖြစ်တယ်ပေါ့နော်အဲဆိုရင်ခုနလိုမျိုးတချို့ကညီမတို့ဒီမှာအခုတချို့လည်းရှိရယ်ညီမတို့ဒီ gateway သုံးထားပြီးတော့ညီမတို့ဒီ captive portal ဆောက်တဲ့အခါမှာညီမတို့ဘာကိုရွေးထားလဲဆိုလို့ချင်း AB ကိုရွေးထားတာ AB ကိုရွေးထားတဲ့အချိန်မှာအဲ့ gateway ကိုလာပြီးတော့ဒီ home router တွေလာချိတ်တဲ့အခါမှာ home router တွေက free ဖြစ်နေတာမျိုး portal မကြတာမျိုးဆိုရင်အဲ့ portal captive portal ပေးတဲ့နေရာမှာလာပြီးတော့စစ်ကြည့်ရမှာပေါ့နော် captive portal ပေးတဲ့နေရာမှာညီမတို့က gateway ပါတယ်ဆိုရင် gateway ကနေပဲပေးထွက်လိုက်ပေါ့နော်gateway ပါနေရတဲ့ AB ကနေပြေးထွက်ထားတယ်ဆိုရင်နောက်လာချိတ်တဲ့ device တွေက portal မကြတာမျိုးတွေဖြစ်နိုင်တယ်အဲကြောင့်ကိုယ့်ရဲ့ project မှာgateway ရော AB ရောထားပြီးတော့ရောသုံးထားပြီးတော့ AB ပဲချမ်းမှာ portal ကြပြီး gateway ပဲချမ်းမှာ portal မကြောက်ဆိုရင်ဒီနေရာလို့လာဆက်ပေးလိုက်နော်ဒီနေရာလေးလာဆက်ပေးလိုက်အဲကြောင့်ဘယ်ကိုပြောင်းပေးရမလဲဆိုရင် re gateway ကိုပြောင်းပေးလိုက်ပေါ့နော်ပြောင်းပေးလိုက်အကယ်၍ညီမတို့ဒီမှာ gateway ကိုပြောင်းပေးလိုက်တယ်တချို့ကရှိညီမတို့ဒီ edit လုပ်ပြီးတော့ဒီ AB ကနေပြီးတော့ gateway ကိုပြောင်းလို့မရဘူးဆိုရင်ညီမတို့ပြောင်းလို့မရတာမို့ညီမတို့ဗာလဲဆိုလို့ရှိရင်အဲ့ဒါကိုဖြတ်ပလိုက်မှာအဲ့ရဲ့ညီမတို့ဒီ policy ကိုဖြတ်လိုက်အရင်စောက်ထားတဲ့ AB နဲ့ယူထားတဲ့ captive portal policy ကိုဖြတ်လိုက်ဖြတ်ပြီးမှညီမတို့အသစ်ပြန်စောက်ပြီးကမှ re gateway ကိုပြန်ရွေးအဲ့လိုမျိုးဆိုရင်ရွေးလို့ရတယ်ပေါ့နော်။ကဲညီမတို့ AB ကိုထောက်ထားရအောင်ဒီဘက်ကိုပြန်ရွှေ့လာမျိုးဆိုရင်ရွှေ့မရတာမျိုးဖြစ်နိုင်တယ်။အဲကြောင့်ဖြတ်ပြီးမှပြန်ပြီးတော့ဒါရွေးပေးလိုက်ပေါ့နော်။ဒါတော့ညီမတို့ဒီ AB နဲ့ညီမတို့ဒီ point 3နဲ့ portal solution တွေသွားမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးသုံးလို့ရလဲဘယ်လိုသွားလို့ရလဲဆိုတဲ့အပိုင်းလေးကိုဒါပြပေးတာပေါ့နော်ဒါတော့ခုနကညီမဒါပြောပြခဲ့တဲ့ဒီ configuration မှာဖြစ်တတ်တဲ့ဒါ issue လေးတွေနဲ့ညီမတို့ဒီ point နဲ့ပြီးတော့ညီမတို့ AB သွားတဲ့အခါမှာ portal မကြတဲ့ error လေးကိုဘယ်လိုမျိုးသုံးလို့ရလဲဆိုတာလေးကိုဒါ share လုပ်ပေးခဲ့တာပေါ့နော်အဓိကညီမတို့ဒီ point ကတော့ညီမတို့ signal ပေါက်နေဖို့တော့ဒါလိုအပ်တယ်ပြီးကမှညီမတို့ဒီ portal သွားတဲ့အပိုင်းတွေခုနလိုမျိုး online ဖြစ်တဲ့တန်တဲ့ portal မကြောက်ဆိုရင်ခုနညီမပြောခဲ့တဲ့အချက်ဒါ၄ချက်လောက်ကိုထည့်ပြီးလုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ညီမတို့ဒါဒီ point တွေမှာ AB သုံးနေဆိုလို့ရှိရင်ညီမတို့ဒီ
ပေါ်တယ်ကြမယ်အင်တာနက်သုံးလို့ရမယ်ဒါမျိုးတွေကိုလောလောကူကူနဲ့ဒါလုပ်လို့ရမှာဖြစ်တယ်ပေါ့နော်point မဲ့ချမ်းမှာ switch သုံးပြီး switch ကနေ AP တွေပြန်ထွက်လို့ရလားဆိုလဲဒါထွက်လို့ရတယ်သုံးလို့ရတယ်ပေါ့နော်ပြီးရင်နောက်ကဒီနေရာမှာညီမ CCTV တွေကို data နဲ့ဒီ switch တွေမှာပြန်ချိတ်သုံးလို့ရလားဆိုလဲဒါသုံးလို့ရတယ်ပေါ့နော်အဓိကညီမတို့ point တွေကိုညီမတို့ဒီအရင်ဆုံး point ကကိုက point ပြတော့မယ်ဆိုလို့ရှိရင်ဘာလို့လုပ်ရမလဲဆို configuration လုပ်မယ်ဆိုလို့ရှိရင်အပေါ်မတင်ခင်မှာ main page ချမ်းမှာဖြစ်ဖြစ်ညီမနှစ်ခုကပဲဖြစ်လား cloud ပေါ်ရောက်လားအဲ့ဒါတို့အရင်ဆုံးစစ်ကြည့်လိုက်ပေါ့နော်စစ်ကြည့်ပြီးတော့ကမှ cloud ပေါ်မှာလည်း main page ချမ်းမှာ online ဖြစ်တယ်နှစ်ခုလုံးကလည်းပဲဖြစ်တယ်သိကြပြီဆိုကမှဒီ point ဒီပြည့်မဲ့ဘက်ချမ်းကတိုင်ထောင်းတာတွေတိုင်မော်တင်တာတွေလောက်တာပို့ပြီးတော့ဒါအဆင်ပြေတယ်ပေါ့နော်မို့လို့ရှိရင်ညီမတို့တိုင်မော်ရောက်ခါမှာပဲဖြစ်တာလားမဖြစ်တာလားပြန်ဆေးရတယ်ဆိုရင်ညီမနှစ်ခါပင်မန်းမှာပေါ့နော်နှစ်ခါပင်မန်းဖြစ်တဲ့အတွက်ကြောင့်လို့ point နေလို့တဲ့ခါမှာညီမတို့ဒီလိုမျိုး AB တွေသုံးတဲ့ခါမှာမပြစ်ခင်မလုတ်ခင်မှာညီမတို့အောက်မှာတခါတည်းနဲ့ဒီ main page ချမ်းမှာတခါတည်းအောက်မှာconfiguration တွေကြိုးလုပ်ထားတာပို့ပြီးတော့ဒါကောင်းတယ်ပေါ့နော် AB သုံးမယ်ဆိုလို့ရှိရင်လည်း AB ကိုတခါတည်းချိတ်ဆက်ပြီးတခါတည်းတွဲသုံးပေးထားလိုက်အဲကြမှာညီမတို့ကဒီ AB က internet ရောက်ပါလားအဲ့လိုမျိုးတခါတည်းသိနိုင်တယ်အကယ်ဟိုဘက်ရောက်မှဆိုလို့ရှိရင် AB ကမကောင်းတာမှမသိညီမတို့ကျိုးကမကောင်းတာမှမသိpoint ရဖြစ်တာမှမသိအဲ့လိုမျိုးတွေဒီစေးရမယ့်အပိုင်းတွေများပြီးတော့ညီမ point project လုပ်တဲ့အခါမှာအချိန်ကြီးမလိုအပ်ဘဲနဲ့အချိန်ကြီးကြာတာဖြစ်နိုင်တယ်။ဒါကြောင့် point တစ်ခုပြည့်တော့မယ်ဆိုလို့ရှိရင်ညီမတို့ဒီ main page ချမ်းမှာတစ်ခါတည်းနဲ့ configuration တွေပြီးအောင်လုပ်ပြီးမှပြစ်တာပို့ပြီးတော့ဒါကောင်းတယ်ပေါ့နော်။ဒါတော့ခုနကတော့ညီမဒီပြခဲ့တဲ့ဒါ demo လေးပေါ့နော် APU သွားတဲ့ခါမှာဘယ်လိုပုံစံမျိုးလေး configuration တွေလုပ်ပြီးလိုအပ်တယ်ဆိုတော့ဒါအပိုင်းလေးတို့ဒါပြောပြပေးခဲ့တာဖြစ်တယ်ပေါ့နော်အကယ်၍ညီမဒီနေ့ပြောပြပေးခဲ့တဲ့ဒီအကြောင်းအရာလေးတွေမှာနားမလည်တဲ့အပိုင်းလေးရှိလို့ရှိရင်ညီမတို့ဒီ session လေးမှာဒါမေးလို့ရတယ်ပေါ့နော်ကဲပြီးညီမတို့ဒီမှာဆိုလို့ရှိရင်မေးစရာမေးခွန်းလေးတွေမရှိသေးဘူးဆိုလို့ရှိရင်နောက်ပိုင်းညီမတို့ဒီ region နဲ့ပတ်သက်ပြီးတော့ဒီ site တွေရှိတာပဲဖြစ်ဖြစ်ညီမတို့ဒီကိုယ်မှာ connection လိုအပ်တာပဲဖြစ်ဖြစ်ညီမတို့ဒီ product လိုအပ်မှုတွေပဲရှိညီမတို့ဒီzone ရဲ့6အောင်မှာဆိုလို့ရှိရင်ညီမတို့ဒီမှာဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးပေါ့နော်ညီမတို့ဒါဒီပို့ပေးထားမယ်ဒီဖုန်းနံပါတ်လေးဆက်သွယ်ပြီးတော့ဒီလိုအပ်တာလေးဒါမေးလို့ရတယ်ပေါ့နော် solution လိုအပ်တာပဲဖြစ်ဖြစ်ညီမတို့ဒီတပိုက်လိုအပ်မှုပဲရှိပေါ့နော်ညီမတို့ဒီဖုန်းနံပါတ်လေးကိုဆက်ပြီးတော့ဒါမေးလို့ရတာဖြစ်တယ်ပေါ့နော်ဒါတော့ညီမတို့ဒီနေ့ဒီမူလေးနဲ့ပြပေးခဲ့အပိုင်းလေးတွေပဲဖြစ်ဖြစ်ညီမတို့နောက်ပိုင်းမှာ region နဲ့ပတ်သက်ပြီးတော့လိုအပ်မှုရှိလာခဲ့ရင်ပဲဖြစ်ဖြစ်ဒီ point နေလိုအပ်တာပဲဖြစ်ဖြစ်နောက်တစ်ခါ AB တွေပေါ့နော်လိုအပ်တာပဲဖြစ်ဖြစ် gateway တွေလိုအပ်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ project မှာလိုအပ်မှုရှိခဲ့တယ်ဆိုလို့ရှိရင်ညီမတို့ဒီမှာဒီ zone ရဲ့ချက်ပေါက်မှာပို့ထားတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးတော့လည်းဒါမေးမြန်းလို့ရတယ်ပေါ့နော်ပြီးရင် solution တိုင်မြင်နေတာပဲဖြစ်ဖြစ်ညီမတို့ဒီလိုမျိုးကိုယ်မှာ project ရှိလို့ညီမတို့ဒီသုံးဖို့အတွက်ဒီ solution လိုအပ်မှုရှိတာပဲဖြစ်ဖြစ်ညီမတို့ဒီဖုန်းနံပါတ်လေးကိုဒါဆက်သွယ်ပြီးတော့ဒါမေးမြန်းလို့ရတယ်ပေါ့နော်အဲဆိုရင်ညီမတို့ဒီမေးစရာမေးခွန်းလေးတွေမရှိဘူးဆိုရင်ညီမဒီ session လေးကြော်လိုက်မယ်နော်ဒီမှာဆိုလို့ရှိရင်ညီမဒါ share လုပ်ပေးခဲ့တာတော့ညီမတို့ဒီ point ကနေပြီးတော့ EVO သွားတဲ့ပုံစံပေါ့နော် EVO သွားတဲ့ solution မှာဘယ်လိုမျိုးလုပ်လို့ရတယ်ဘယ်လို configuration တွေလုပ်လို့ရလဲဆိုတော့အပိုင်းလေးတွေညီမဒီမှာဒါ share လုပ်ပေးခဲ့တာဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် point လုပ်တဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုအချက်တွေကိုထည့်စဉ်းစားရမလဲငါတို့စာပေးလုပ်တဲ့အပိုင်းလေးတွေပေါ့နော် line of sight ဖြစ်ဖို့လိုအပ်တယ်ဆိုတဲ့အပိုင်းလေးတွေလည်းပြောပြပေးခဲ့တယ်ပေါ့နော်နောက်တစ်ခု model ရွေးချယ်မှုအပိုင်းလေးတွေ point to multi point ပြည့်တဲ့ဒီသုံးတဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုမျိုးရွေးချယ်ပြီးသုံးတဲ့လို့ရတယ်ဆိုတဲ့အပိုင်းလေးတို့ဒီနေ့မှာထည့်ပြီးတော့ဒါပြောပြပေးခဲ့တာဖြစ်တယ်ပေါ့နော်ဒီနေ့ညီမ share လုပ်ပေးခဲ့တဲ့အကြောင်းအရာလေးတွေကတကယ် real site လုပ်တဲ့အခါမှာဆိုလို့ရှိရင်လည်းဒါထောက်ကူဖြစ်လိမ့်မယ်လို့လည်းဒါမျှော်လင့်ပါတယ်ညီမတို့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ region နဲ့ပတ်သက်တဲ့ဒီ solution တွေရော product ပိုင်းတွေရောအခုလိုမျိုးညီမတို့ဒီ technical ဘိုင်းနဲ့ပတ်သက်တဲ့ demo တွေရောဒါ sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနောက်ပိုင်းရဲ့ training တွေမှာဆိုလို့ရှိရင်လည်းဒါဒီဝင်ရောက် join ပေးဖို့အတွက်လည်းမေတ္တာရက်ခံချင်ပါတယ်ညီမတို့ဒီနောက်ပိုင်းမှာ offline တွေလည်းဒါလုပ်ဖို့ရှိရပါတော့အဲ့လိုမျိုးကြလို့ရှိရင်လည်းညီမတို့ဒီလိုမျိုးနည်းပညာပိုင်းကို sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ဒီနောက်ပိုင်းလုပ်တဲ့ training တွေမှာလည်းဒါဝင်ရောက်ပြီးတော့ဒါ join ပေးဖို့ညီမတို့ဒီတယောက်ပေးဖို့အတွက်လည်းမေတ္တာရက်ခံချင်ပါတယ်ဒါ
ဒါဆိုရင်ညီမတို့ဒီနေ့မိကုန်းလေးတွေမရှိတော့ဘူးဆိုလို့ရှိရင်ညီမဒီနေ့ရဲ့ဒီ training လေးကိုဒီမှာပဲဒါ break လိုက်တော့မယ်နော်ရှိပါတယ်မဟိုနည်းနည်းတော့မေးလို့ရမလားမသိ အော်ရတယ်ကိုရတယ် ဟိုပါဘာမှ limitation နဲ့ပတ်သက်တာလေးရောမေးလို့ရလားဗျ အော်ရတယ်ကိုရတယ် ဟုတ်ကျွန်တော်ဒီမှာလေးအဲ့ဟိုဘာမှ limitation မှာ highlight ပဲဖြစ်နေတာပေါ့နော်နှိပ်လို့မရဘူးဖြစ်နေတာကျွန်တော်တစ်ချက် share လိုက်ရမလား screenshot ဒီမှာ ရတယ်ကို screen ရတယ် share လိုက်ကို share ညီမ share ပေးလိုက်မလား share request ရဟုတ်မြင်ရလားမသိဘူး မမြင်တော့မမြင်ရသေးဘူးအလောင်းတော့ပြီနော်ပြန်ပြလိုက်ပါဟုတ်မြင်ရပြီလားဗျမြင်ရပြီကိုမြင်ရပြီရှင်းလိုက်ကျွန်တော်ဒီ limitation လောက်တာကျွန်တော်ဒီ cloud ကနေပဲရလားဒီကျွန်တော်ဒီတွေကနေဟောရလား local ကနေဝင်နေအောင်ရတယ်ကို local ကနေဝင်လဲရတယ် KV ကကို MP ရလား gateway ကဒီမှာမှာပါလူကြီးရပါမှာ NP อ่ะဟုတ်ဟုတ် NP သုံးတာပေါ့နော် client ဥပမာရောက် client ဥပမာထားပါတော့နော်ဒီလုံးဒီတရားကိုဒီတလုံးကိုကျွန်တော် limitation လုပ်တယ်ဆိုလို့ချင်းဒီမှာဒီလိုပဲပြနေတာပေါ့function သုံးလို့မရသေးဖြစ်နေတာကိုကလေကို limitation ကကွာ user တယောက်ချင်းစီကိုလောက်လာအဲ့လိုလားဟုတ်တယ်တယောက်ချင်းစီအဲ့လိုလုပ်ချင်တာ right တစ်ခုချင်းစီပါ user နဲ့တွားချင်တာနော်ဟုတ်တယ်အဲ့ဒါပါ user နဲ့ဖြစ်ဖြစ်ကျွန်တော်တို့ဒီ local ကနေဖြစ်ဒီကနေဝင်တာပဲဖြစ်ဖြစ်ပေါ့နော်ဒါကြတော့ cloud ကနေပဲရတာပေါ့ဟုတ်အဲ့နော်ညီမအဲ့ MBR gateway တွေကကြတော့ညီမတို့လေပုံဟို gateway သူ့ရဲ့ local ကနေပဲရမှာဘန်ဝက်ကပုံမှန် re ဟို gateway တွေကကြတော့ရတယ်ဒီ local gateway ကနေရတယ်ဟုတ်လားဟုတ်တယ်အဲ့ကနေပဲရမှာကိုအဲ့မှာဒီ flow မှာသွားပဲလို့ flow control policies အဲ့မှာအခုအဲ့မှာဖွင့်ပေးမှရမှာ chain to template တခု office ဆို office ဒီမှာလာလုပ်ပေးမှရဒီ office template ပေါ့အဲ့ဒါဘယ်လိုလုပ်ပြမှာဟုတ်တယ်တခုတော့ရှိသူက bandwidth ကိုကန့်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူက speed နဲ့ဆန်းရင်တော့အမှန်မပြတော့ဘူးအဲ့လိုတော့ဖြစ်သွားမှာဟုတ်ကဲ့ speed ကဟိုလိုပေါ့တိုက်ရိုက်ဆန်းရင်တော့ရတာမလားကျွန်တော်ဒီဟိုပါပဲမရတယ်ဟုတ်တယ် wifi နဲ့ဆိုမရတော့ဘူးဟုတ်တယ်အခုအကေးဆန်းနေတယ်ဆိုအဲ့ဒါကိုဒီ smart flow control ပြန်လာပိတ်ပြီးတော့ဆန်းမှာရဟုတ်အဲ့ဒီကနေ cloud ကနေကြတော့မရလားလားလုပ်လို့ရလားမရဟုတ်တယ်ကိုဒီ gateway ကမရဟုတ်ပါ gateway ကဘာဖြစ်လို့လဲကွာ model name လို့လား model name လို့မဟုတ်ကိုဟိုကဒါ MBR တွေကကြာလောလောဆယ်အဲ့လိုမျိုးသူ့ရဲ့ပုံစံ enterprise ပုံစံထုတ်တာဆိုတော့အတွင်း local gateway မှာပဲရသေးတယ်cloud ကနေမရဟုတ်တယ် cloud ကနေမရသေးဘူးဒီမှာတရား on ပေးရမှာပါဟုတ်တယ် okay နှိပ်လိုက်ကိုအဲ့မှာအခုအဲ့မှာ user သွားပြီးတော့ bandwidth ကန်လို့ရမှာuser ဒီမှာဘယ်လိုရေးမှာ okay ကိုနှိပ်လိုက်ရ okay မဟုတ်စိတ်လားညီမတို့ပတ်မှာကြတော့ဒီမှာ okay ပုံစံပဲပေါ်နေဆိုတော့လေအဲ့ကြောင့် okay နှိပ်ပြီးသွားပြီလား
โอเคတော့မနေရသေးအောက်မှာစေ့ပဲစေ့တော့ပေါ့စေ့နေလိုက်ဟောစေ့နေတော့โอเคပေါ့ interface ဆက်လက်လောက်အောင် အဲ့မှာကိုဟွာ okay နေလိုက်လို့ရှိရင်အဲ့မှာကို chain policy ကအဲ့ကြမှာကိုဟွာလုပ်လို့ရမှာ bandwidth တွေကန်လို့ရ ဒါတယောက်ချင်းစီကိုကန်တာဟုတ် तू ကအဲ့ပါ IP range နဲ့ကန်တာရှိတယ်ကိုအမှ user တွေဝင်ကန်တာရှိတယ်အဲ့လိုပုံစံမျိုး မပေါ့ ကို user တွေကန်မယ်ဆိုလို့ရှိရင်အရင်ဆုံး user တွေစောင့်ဒီအောက် user ဆိုတာလေ user ကိုစောင့်ပြီးလို့ရှိရင်ကိုအဲ့မှာတွားပြီး bandwidth ကန် อ๋อဒီ user မှာဒီမှာရင်တော့ ဟုတ်တယ် စောင့် ဘယ်ဘက်မှာညီမတို့ကဒီဘက်မှာじゃအကို share ထားတဲ့ဟာမမြင်အောင်ခုနကတော့ဟိုမှာပဲsmart flow control နေရာမှာပဲရက်နေလို့ဘယ်ဘက်ချမ်း user မှာအကိုအဲ့မှာ user အရင်စောင့်လိုက်ပေါ့နော် user အကိုအဲ့မှာ IP range နဲ့တွားချင်တယ်ဆို range နဲ့စောင့်ပြီးသွားပြီဆိုလို့ရှိရင်အဲ့မှာဒီ flow control မှာလာပြီးတော့အကို on လိုက်ပေါ့နော် flow control on ပြီးသွားလို့ရှိရင်အဲ့မှာအကိုဟို add ဆိုပြီးတော့ policy တစ်ခုရွေးပြီးလိုက်ရွေးပြီးတော့အဲ့မှာ bandwidth ကန်တဲ့နေရာရောက်သွားတယ်အဲ့မှာကန်ပြရ ဒီမှာလုပ်ကြည့်တာလိုက် ဟုတ်ဟုတ် ဒီကကြတော့သူဒီ user တွေကြတော့ဒီအောက်ကသူ့ဟွာလား measure နဲ့တော့ ဟုတ်တယ်ကိုဒီမှာအကို share ထားတာညီမတို့မမြင်ရလို့သူကအဲ့မှာ mass spread နဲ့တွားလဲရ IP range နဲ့တွားလဲရတယ် อ๋อဟုတ်ကဲ့ အကောင်းမှာ IP တစ်ခုချင်းစီတွားတယ်ရတယ် range နဲ့တွားလဲရတယ် user ကိုအရင်တတ်မှတ်လိုက်တတ်မှတ်ပြီးတော့အဲ့မှာပို့ flow control မှာတွားပြီးတော့ကိုတတ်မှတ်ထားတဲ့ user ကိုရွေးပေးလိုက်ရတယ် ဟုတ်ကဲ့ရပါပြီဗျအဲ့ဆိုဟိုပါဟောပြီးတော့ဗာဒီတွေကလူတွေဟိုပါအကိုတွေညီကိုတွေရှိရဆိုလို့ချင်းလေဒီနေပြီးတော့ဟိုပါစက်ဝင်သားတယ်ဆိုလို့ချင်းလို့ဆက်သွယ်လို့ရပါတယ်လို့ကျွန်တော်အဲ့ဒါလေး ဒီကအကိုတို့အနေနဲ့ဒီအကယ်၍ညီမတို့ဒီအလုပ်ဝါဖြစ်တယ်ဆိုလို့ရှိရင်အလုပ်လုပ်ချင်တယ်ဆိုလို့ရှိရင်ညီမတို့ဒီမှာ assistant ID တို့ ID support လုပ်ချင်တဲ့သူတွေညီမတို့ဒီ zone ရဲ့ချက်ပေါက်မှာဆိုလို့ရှိရင်ဒီအကိုဖုန်းနံပါတ်လေးချပေးထားရပေါ့နော်ဒီဖုန်းနံပါတ်လေးဆက်ပြီးတော့အကိုတို့အလုပ်ဒီအလုပ်လျှောက်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့မရပါပြီဗျကျေးဇူးပါဗျဟုတ်ကဲ့ကျေးဇူးပါကဲအဲ့ဒါဆိုလို့ရှိရင်ရပြီနော်ကဲပြီးအကိုတို့အနေနဲ့အလုပ်လျှောက်ချင်တယ်ဆိုရင်ဒီအကိုဒီ zone မှာဟိုဖုန်းနံပါတ်လေးချပေးတယ်ပေါ့နော်ဒီဖုန်းနံပါတ်လေးဆက်သွယ်ပြီးတော့အဲအကိုဟိုဒီနေပြည်တော်မှာပေါ့နော်နေပြည်တော်မှာလောက်ရမှာဖြစ်တဲ့အတွက်ကြောင့်အကယ်နေပြည်တော်မှာရှိနေတဲ့လူဒါမှမဟုတ်ရှင်ဟောဒီအလုပ်စိတ်ဝင်စားတဲ့လူဆိုရင်ဒီဖုန်းနံပါတ်လေးဆက်သွယ်ပြီးတော့ဒါအလုပ်လျှောက်လို့ရတယ်နော်အဲဆိုရင်ညီမတို့ဒါဒီမိကုန်းလေးတွေမရှိတော့ဘူးဆိုလို့ရှိရင်ညီမတို့ဒီနေ့ရဲ့ training လေးကိုဒီမှာပဲဒါ break လိုက်တော့မယ်เนาะညီမတို့ဒီနေ့ training ကိုစနေပြီးတော့ညီမတို့ဒီ training လေးပြီးစီထိ join ပြီးတဲ့တယောက်ချီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နောက်ပိုင်း training တွေမှာဆိုလို့ရှိရင်လည်းဝင်ရောက် join ပေးဖို့အတွက်လည်းမေတ္တာရပ်ခံချင်ပါတယ်ဆိုရင်ညီမတို့ဒီ training လေးကိုဒီမှာပဲ break လိုက်ပြီเนาะ